ကောင်းပြီတို့ပထမဆုံးစစဉ်းစားတာဘဝဆိုတာပါလေစဉ်းစားတော့ဘဝဆိုတာပါလေအင်္ဂလိပ်စကားတစ်ခုရှိတယ် if you don't ask me I know but if you ask me I don't know တဲ့မင်းမမေးရင်သိတယ်မေးရင်မသိတော့ဘူးအဲ့ဒါလေးပဲဘဝဆိုတာပါလေဟောပြဿနာဘဝဆိုတာဘဝတိဖြစ်ချင်းဘာညာဒါဘောပါဠိလိုတော့ဟုတ်တာပေါ့ပါဠိလိုမှာဘဝဆိုတာဟုတ်တယ်ဘဝတိဖြစ်ချင်းဘာညာရှိပါတယ်ဒါမဲ့ဘဝဆိုတာပါလေတကယ်စဉ်းစားလိုက်တဲ့အခါကျသေချာစဉ်းစားကြည့်တော့မွေးခြင်းနဲ့သေခြင်းရဲ့ဂျာကာလဟာဘဝပဲမွေးတဲ့အသေးလေးမွေးလာလို့ရှင်ဘဝမရှိတော့မွေးတဲ့ဥဝဲသေးသွားပြီဘဝမရှိတော့မွေးခြင်းနဲ့သေခြင်းရဲ့ဂျာကာလရဲ့ဘဝလို့ခေါ်တာအဲ့ဒီဘဝကိုဘာခေါ်လဲဆိုတော့အသက်လို့ပြန်ခေါ်တယ်အသက်နဲ့ဘဝနဲ့စကလုံးချင်းသာကွာနေမယ်အတူတူပဲသူတို့ချင်းကအသက်မရှိရင်ဘဝမရှိဘူးအသက်ရှိရင်ဘဝရှိတယ်ဒါဖြင့်အသက်ဆိုတာဘာလို့ဖို့လဲအရေးကြီးတဲ့စကားတွေလာတော့မယ်နော်ဖြည်းဖြည်းချင်းလာတော့မယ်နော်နည်းနည်းညင်းနေလာပြီနော်တောက်တီးတောက်တဲ့တောင်ပြောမြောက်ပြောလိမ့်မယ်ဥအောင်သိလှုပ်ထားနေပဲဟင်းသရာတော့ယူကြံရိတ်ခလိမ့်မယ်ဆိုတော့ဟိုးအရင်တခါလို့မိတွေပါလေတော့ရှောက်ပိတ်မပြင်းနဲ့အဲ့ဒါမင်းတို့ငါကြောက်တာငါရိုးရိုးပြောတာငါပြောတာတရားမမှုမင်းတို့လက်ခုပ်တီးတာနဲ့ရာဇဝတ်မှုဖြစ်လိမ့်မယ်အဲ့တော့မွေးခြင်းနဲ့သေခြင်းရဲ့ဂျာကာလကိုဘဝလို့ခေါ်တယ်အဲ့ဘဝဆိုတဲ့အသက်ရှင်တန်ခြင်းကိုဘာလို့ရလဲဆိုဘဝမှာနှစ်ခုပဲရှိတယ်တစ်ခုကအသက်ရှင်တန်မို့လို့ဘာကြောင့်ရှင်တန်မို့လို့လဲဘယ်လိုရှင်တန်လို့ဆိုတော့ပညာအဲ့ဒါပဲပြောချင်တာအဲ့ဒါအဲ့ဒီပညာမပါလို့ရှိရင်ဘဝမရှင်တန်တော့ဘူးအသက်မရှင်တန်တော့ဘူးအဲ့ဒီဘဝရှင်တန်မို့လို့ကိစ္စပြောတာဘာအရေးဆိုကျမ်းမာရေးပဲကျမ်းမာရေးဆိုတာဘာလဲအဲ့ကျမ်းမာရေးဆိုတဲ့ကိစ္စမရှိလို့ရှိရင်မကျမ်းမာလို့ရှိရင်ဘဝမရှိတော့ဘူးသေပြီသို့မဟုတ်လို့ရှိရင်လူစင်မမီတော့ဘူးအဲ့ဒီကျမ်းမာရေးကိုစောင့်ရှောက်ဖို့ကပညာကောင်လေးတွေကောင်မလေးတွေပါတယ်ကြက်မှတ်ထားမင်းတို့အတွက်သိအရေးကြီးတယ်ဘဝဆိုတာဟာတစ်ချက်ရှင်သန်ရမယ်ရှင်သန်ဖို့ဘာအရေးကြီးလဲကျမ်းမာရေးအရေးကြီးတယ်ကျမ်းမာဖို့ဘာအရေးလဲအဲ့ကျမ်းမာရေးကိုစောင့်ရှောက်တတ်တဲ့ပညာသိအရေးကြီးတယ်ဘယ်ဟာဘလောက်အရေးကြီးလဲဆိုတော့တခုတည်းမင်းတို့ကောင်လေးတွေကောင်မလေးတွေစဉ်းစားကြည့်ဖို့ပြောမင်းတို့အဘေဖေတဲ့မင်းတို့ရဲ့ဘဝလေးကိုပြန်စဉ်းစားကြည့်မအေးဖေကဘာလုပ်လဲခလေးမွေးလာပြီလားနေပြတဲ့ညကျက်နေလဲကိုပူလားမပူလားဒီနေ့ချွဲပါတယ်မချွဲမပါဘူးလားချောင်းဆိုးတယ်ဟာကိုလေးစိတ်လန့်ဆန်းလိုက်ဒီနေ့ဟောပြတယ်သူဟိုကလေးဟိုဆေးလေးတက်မှကောင်းမှထင်မှရဲ့ဆရာဝန်သွားပြရကောင်းမလားဟာဘာလဲဒါကျမ်းမာရေးဟောကျမ်းမာရေးမရှိရင်ဘဝမရှိတော့ကျမ်းမာရေးကဘာလဲဆိုတော့ကျမ်းမာရေးကိုစောင့်ရှောက်တဲ့ဥစ္စာဒီပညာဒါကြောင့်မလို့ဘဝကိုရှင်သန်အောင်စောင့်ရှောက်ခြင်းဒီပညာအဲ့ဒါကြောင့်မို့လောကကြီးမှာအရေးကြီးဆုံးဒီအသက်ရှင်ခြင်းအသက်ရှင်ဖို့လို့အတွက်ကျမ်းမာခြင်းကိုစောင့်ရှောက်ခြင်းဒီပညာဒါကြောင့်လို့ဘဝနဲ့ကျမ်းမာခြင်းဘဝနဲ့ပညာကြီးနဲ့ဆက်နေတယ်ဒါကြောင့်မို့လို့လူတယောက်မှမင်းသတိထားကြည့်အတူချုပ်ပြောတော့မယ်နော်တိတ်ပြောဟိုပြုလာလို့မကောင်းလို့မလို့အတူချုပ်ပြောမှာချက်ပြောလို့ရှိရင်အဲ့ဒီဆိုတာတကောင်ကြောသွားမယ်အတူချုပ်ပြောလိုက်လို့ရှိရင်မင်းဟာဘဝရှိကြလားရှိခြင်းပညာစီးဘူးပါဘာပညာလဲကျမ်းမာတဲ့ပညာစီးဘူးရတယ်ဒါပထမဆုံးအရေးကြီးတဲ့အချက်မိဘကိုယ်တိုင်ကနေဟဲ့သားမစားနဲ့ဇီးတွေချောင်းဆိုးလိုက်မယ်ဒါပညာဟဲ့ဟိုနားမသွားနဲ့နော်အစွန်းလေးမသွားနဲ့ကြဓာတ်ဟဲ့နော်ရှာမိဟဲ့နော်ပူအဲ့ဒါပညာမိဘပေးသွားတယ်ဘာလို့ဖို့ပေးတာလဲကျမ်းမာဖို့လို့အသက်ရှင်သန်ဖို့လို့ဒါကြောင့်မို့လို့မင်းဟာတကယ်လို့မင်းကိုမင်းမြန်လို့ပါတယ်မင်းဘဝမင်းမြန်လို့ပါတယ်ဆိုရင်မင်းဘဝကျမ်းမာအောင်မင်းအသက်ရှင်သန်အောင်အတွက်ပညာစီးဘူးပါဘာစီးရမလဲကျမ်းမာရေးပညာစီးဘူးပါဒါကြောင့်မလို့ဘဝတစ်ခုမှာအရေးကြီးဆုံးသည်ဘဝသည်အရေးကြီးဆုံးသည်ကျမ်းမာခြင်းနဲ့စောင့်ရှောက်နိုင်တဲ့ဥစ္စာကျမ်းမာခြင်းကိုစောင့်ရှောက်နိုင်တဲ့ပညာအဲ့ဒါကြောင့်မို့လို့
လူတယောက်ရဲ့အသက်ရှင်သန်ခြင်းနဲ့ဘဝတည်နေမှုအတွက်အရေးကြီးဆုံးသည်ခုနကကျမ်းမာခြင်းနဲ့ပညာပဲဒါကြောင့်မို့လို့မိသားစုတို့ကိုကြည့်လိုက်ရိုးရိုးလေးရှင်းရှင်းလေးပါဒီဂျပန်ရေရှိုးတာမှရှုပ်လေဦးမယ်အောင်သိပြောတာရိုးလေးပြောတာရိုးလေးကြည့်လိုက်မိသားစုတို့ကိုကြည့်လိုက်အဲ့ဒီမိသားစုမှာဖအေးနဲ့မအေးကသာသမီအတွက်ကိုပညာရေးကိုဘယ်လောက်အားပေးတယ်လဲကျမ်းမာရေးကိုဘယ်လောက်ဂရုစိုက်တယ်လဲအဲ့ဒါကြည့်အဲ့ဒါမိသားစုကအဲ့ဒီစောင့်ရှောက်တဲ့မိသားစုသည်တကယ်ကိုဒီနေ့မှာအထွတ်ထိပ်ရောက်လာလိမ့်မယ်ဒီနေ့ဒီမှာကြီးပွားလာလိမ့်မယ်မိခင်ဖြစ်တဲ့သူဖခင်ဖြစ်တဲ့သူကသာသမီရဲ့ကျမ်းမာရေးနဲ့သာသမီရဲ့ပညာရေးကိုစောင့်ရှောက်ပြီးဆိုလို့ရှိရင်အဲ့ဒီမိသားစုစီရောက်လာလိမ့်မယ်အဲ့ဒီရက်ွက်ထဲဖြစ်စီမြို့မှာဖြစ်စီတနေ့မှာထင်ရှားကြော်စောတဲ့သာသမီဖြစ်လာလိမ့်မယ်အဲ့ဒီအတိုင်းပဲတိုင်းပြည်ပြည်မှာအစိုးရသည်ကျမ်းမာရေးနဲ့ပညာရေးကိုဘတ်ဂျက်မှာဘယ်လောက်သုံးလဲဒါကြည့်လိုက်ဒါအစိုးရဝင်ဒါဘာမှပြောဖို့မလိုတိုင်းပြည်ကိုချစ်တယ်မချစ်ဘူးဆိုတာအဲ့ဒါနဲ့ဆိုပြပညာရေးနဲ့ကျမ်းမာရေးမှာဘတ်ဂျက်ဘယ်လောက်သုံးတယ်လဲဒါကိုကြည့်ဒါဘယ်သူမှလည်းပြောတာမဟုတ်ဒါရိုးလေးပါလက်ခုပ်မတီးနဲ့တော်ကြရာသွဲမှုဖြစ်နေမဆိုလို့ပြောတာတော်ကြမိထပိတ်နေတော့ဒုက္ခရောက်နေဦးမယ်ဒါရိုးလေးပဲတကယ်ရှင်းရှင်းလေးအရေးကြီးဆုံးကဘဝဒါပဲအဲ့တော့ကောင်းပြီနည်းနည်းလောက်စီပြောတော့မှာနော်ကိုယ့်ဘာသာကိုညံနဲ့ချဲ့ပြီးတွက်ကြည့်ကြကိုယ့်ဘာသာကိုညံနဲ့ဆုံးဖြတ်ကြည့်ကြတိတ်များပြောလို့မရဘူးဘာလို့ဆိုပြောချင်တဲ့ဥစ္စာလေးကတော်တော်များရှိတဲ့ခါကျတော့မာတိကာလောက်ပဲပြောတော့မှာဒီမှာဘုန်းကြီးတို့ဖျားလို့ဆိုရင်တုတ်စင်ပဲဒါပဲအထောက်အခရာတင်ညာတော့အခရာပါရောဒါပဲတော်ပြီတုတ်စင်ပဲပြောတော့မှာကောင်းပြီဒါဖြင့်စိတ်မေးဦးမယ်ဩဘီယေအဲ့တော့ထိုင်းမှာငါပြောမှာငါမင်းပြောနေဥစ္စာမှာသဘောပေါက်လို့ငါပြောတာဒီမဲ့ပါလိုက်တယ်အဲ့ဒါမင်းငါစဉ်းစားမိတာဒီကောင်ကကျွန်တော်ညီလေးလို့ဖြစ်နေတော့ဒါကြောင့်ဒီကောင်ထည့်ပြောတယ်ပညာဆိုတာဘာလဲကဲပြောသားရင်းနေလာပြီနော်မေကုန်းကလည်းနဲ့လာပြီနော်ခေါင်းကပြောမမေးရင်သိတယ်မေးရင်မသိတော့ပညာဆိုတာဘာလဲပညာဆိုတာမလုနဲ့လေအဲ့လိုမဖြီးနဲ့ဒါဖြင့်အောင်သိန်းကဘယ်လောက်သိလဲလို့မေးစရာရှိတယ်အောင်သိန်းလည်းမသိပါဘူးအောင်သိန်းဘယ်တော့မှသိလဲဩစရာကောင်းတာပြောကြွားတယ်မထင်ပါနဲ့နော်မဟာဝိဇ္ဇာမှာနော်ဂုံတူးနဲ့အောင်တာနော်အဆင့်1နော်အောင်သိထက်ကမြင်းချောင်းတော့မရှိဘူးအဲ့လိုအောင်လားအဲ့ဒီမှာသင်လာခဲ့တဲ့ဥစ္စာထဲမှာကျောင်းသားဘွားနဲ့လဲတယ်ကျောင်းဆရာနဲ့ဘွားနဲ့သင်ခဲ့တယ်ပြန်ပြီးသင်ခဲ့တဲ့ဥစ္စာမှာဘယ်ကြမှာပြန်သတိထားမလို့ကျောင်းဆရာဘွားနဲ့4-5-6နှစ်ရှိတော့မှသတိထားမိတာတခုပါတယ်ဘယ်သူလဲဆိုတော့ကောင်းလေးတွေမင်းတို့မှတ်မိလိမ့်မယ်ပကံခိကျောက်စာထဲမှာတေကသုသမီးကျောက်စာအဲ့ဒါငါ့ကိုပြလိုက်တယ်အဲ့ချိန်မှာဘာပါလဲဆိုတေကသုသမီးကကောင်းမှုတွေပြုတယ်အဲ့ကောင်းမှုတွေပြုပြီးတော့ဆုတောင်းတဲ့အချိန်မှာဘာပါလာလဲဆိုတော့အော်ဘီဂျေကငါတကယ်ပြောတာငါဝင်ခံတာပါအမေဘယ်ဆုတောင်းပါလာလဲဤကောင်းမှုကိုပြုရသောအကျိုးကြောင့်တဲ့ငါလဲတဲ့ပညာမရှိသောမိုက်သောမဖြစ်မှု၍ပညာရှိသောအကြောင်းကိုသိသောဖြစ်လာလို့ကြီးဟာအဲ့ဒီမှာဒီကျောင်းစာကြီးငါကျောင်းသားဘွားလည်းသင်ငယ်ဘူးတယ်ကျောင်းဆရာဘွားနဲ့လည်းပဲအာထွက်အောင်သင်ငယ်ဘူးတယ်ခုမှရတာရှိပါလားဆိုတာကြည်စမ်းပညာမရှိသောမိုက်သောမဖြစ်မှု၍ပညာမရှိရင်မိုက်တယ်တဲ့ပညာရှိသောအကြောင်းကိုသိသောဆိုတော့ဒါဖြင့်ပညာရှိတယ်ဆိုတာဟာဘာလို့အကြောင်းကိုသိတာပါလားအဲ့ဒါစဉ်းစားကြမှာအကြောင်းကိုသိခြင်းသည်ပညာပါလားဆိုတော့အဲ့ဒီတော့မှအောင်သိသဘောပေါက်တယ်ကျောင်းသားအဖြစ်နဲ့ဒီကျောက်စာကိုသင်ငယ်ဘူးတယ်မူရင်းကျောက်စာကြီးတော့ခုကလေးတွေလှုပ်ထားကျောက်စာမဟုတ်ကျောက်စာမူရင်းကြီးအဲ့ဒီဟာကြီးကိုသင်ရတာသင်ပြီးတဲ့ပြီးကြတော့မှကျောင်းသားတွေကိုပြန်သင်တာကျောက်စာကြီးကိုပြန်သင်တာနောက်တစ်ခါကျတော့ကလေးတွေ10တန်းမှာပြဋ္ဌာန်းတော့ပြန်သင်တော့ကလေးတွေသင်တဲ့ခါ4-5-6နှစ်ရှိတော့မှအောင်သင်လင်းကနေပွင့်သွားတယ်ပညာရှိသောအကြောင်းကိုသိတော့ဒါဖြင့်အကြောင်းကိုသိတာပညာလားပြန်စဉ်းစားတော့ဖះကိုသွားတွေးတာ
မြတ်စွာဘုရားတိဋ္ဌထမင်းသားနန်းတော်ဘုရားကနေထွက်ပြီးတော့ဆန္ဒကိုဒါလိုက်ခဲ့စမ်းဆိုခေါ်သွားလိုက်တဲ့ခါကျတော့ကျွန်တော်လည်းနည်းလေးဒီနေ့မှစကရန်ရှိလိုက်တော့ Light of Asia လို့ခေါ်တယ်အာရှအလင်းလို့ကျွန်တော်ဘာသာပြန်နေပါဓမ္မရိပ်ထဲမှာရေးထားအဲ့ထက်အားလေးကျွန်တော်ပြန်ရွတ်ပြပါနော်ဆန္ဒအကုန်လုံးတစ်ခါတည်းတိုက်ပြည်မှာအိုနာကျိုးကဘသူမျှလမ်းပေါ်မှာမလာရနေမကောင်းနဲ့မကြမ်းပါတဲ့သူခုစမြလမ်းမှာမထွက်ရအမိန်တော်သုတ္တနာအဲ့ဒီမှာမှဘုန်းတော်ကနတ်တရားများဖန်ဆင်းပြီးတော့အဖိုးကြီးကိုထွက်လာတဲ့ခါကျဆန္ဒဖះဟာသူကလူဟာဒီလိုမွေးသလားဒီလိုပုံစံမျိုးကြီးရှိလားမဟုတ်ပါဘူးဗျာဘာဖြစ်လို့သူကခါကုန်းတာလဲအရင်တုန်းကတော့လွန်ခဲ့တဲ့အနှစ်50ကတော့သူခါမတ်ပါတယ်ဗျာအခုတော့ဘာဖြစ်လို့ကုန်းလို့မှန်လားပါဗျာသူရဲ့ကြောပေါ်မှာကာလပရိစေတာဆိုတဲ့ဝင်းတုပ်ကြီးကိုပို့ထားလို့ခါဆန့်လို့မရတော့ပါဗျာဟာနောက်ကြတော့လူတွေကိုတွေ့တယ်ဆန္ဒအဲ့ဒါပါလေမှန်လားပါသေတယ်လို့ခေါ်ရတယ်ဗျာသေတယ်ဆိုဘာဖြစ်တော့မှန်လားပါဗျာမေးစော်လည်းမကြားတော့ဘူးဗျာကျွေးစော်လည်းမစားတော့ဘူးဗျာပြစော်လည်းမမြင်တော့ဘူးဗျာလှစော်လည်းမကျင်တော့ဘူးဗျာဆန္ဒငါရောအဲ့လိုဖြစ်ရမှာလားကျွန်တော်မျိုးမလျှောက်ဝတ်မဟုတ်ဗျာနန်းတော်ပြန်ရောက်တဲ့ခါကျတော့အဲ့ဒီညမှာရတော်ရအိမ်မက်မဲ့ပြီးတော့ငိုတယ်ရှိုက်ပြီးတော့ခါငိုလိုက်တဲ့ခါကျမောင်ဖះဆိုလက်ပြီးអော်လိုက်တယ်မောင်ဖះအနာရှိတယ်လေနှမတော့မောင်ဖះအနာရှိတယ်မောင်ဖះရှိတယ်နော်ရှိပါတယ်မမဖះအင်မတန်ကြောက်စရာကောင်းတဲ့အိမ်မက်တွေမေးလို့ပါဖះပါလေမှန်လားပါဖះနှမတော်ရဲ့လက်ဝက်လက်စားဘရက်တော်ရည်အကုန်လုံးကခါးကပြုတ်ကျသွားပါတယ်ဖះအေးပေါ့ဟုတ်ပါပေါ့အိမ်မက်ထဲကိုနောက်ပြီးတော့ခါးစည်းရလည်းပဲမြခါးစည်းရလည်းမွေဖြစ်သွားပါတယ်ဗျာအေးဟုတ်မှာပေါ့မှန်ပါဗျာနှမတော်သေမဲ့နဲ့မိလားမသိဘူးဗျာနှမတော်လေသေမတဲ့ကြောက်တာရှိပါသေးတယ်ဗျာဘာလဲရတော်ဗျာမောင်ဖះအများနှမတော်ကိုစွန့်ခွာသွားလိမ့်မလားဟာကောင်းအဲ့တော့မှနှမတော်ရတော်ဗျာအိပ်ပါဒီနေ့ရဖို့မှာငါမအိပ်ဘူးမင်းရဲ့အတွက်အိပ်ဖန်စောင့်ပါမယ်အဲ့တော့မှရတော်ဗျာမျက်ရည်လေးတစုံစမချောက်သေးပဲနဲ့အိပ်ပျော်သွားရင်ကလည်းတရှိုက်နဲ့တစ်ချက်ရောင်းအောင်ရှိုက်စောစောတော့ကအိမ်မက်ကိုမက်တယ်လို့အဲ့တော့မှသိတတ်တာလေရတော်ဗျာမင်းစောစောတော့ကမင်းရဲ့နှုတ်ခမ်းအစုံကထွက်ခဲ့တဲ့စကလုံးလေးတွေဟာတဲ့ငါနဲ့မင်းကိုခွဲလိုက်မယ်ထင်တယ်ဘာကြောင့်လဲဆိုတော့ရတော်ဗျာငါမင်းကိုသိချစ်တယ်သိချစ်တယ်ဘလောက်ပဲချစ်ပေမဲ့လို့တဲ့မင်းနဲ့ငါနဲ့တင်းတိကြခွဲရမယ်ဆိုတာသိရလားတဲ့အဲ့တော့တေမင်းကခွဲတဲ့ခါကျမင်းနဲ့ငါနဲ့မခွဲပဲနေလို့ရမလားတဲ့ရတော်ရတဲ့ငါမင်းကိုချစ်လို့မင်းကိုမခွဲနိုင်လို့တေချင်းမခွဲနိုင်နေနေအောင်ငါသွားရှာပါရစေတဲ့ရတော်ရတဲ့ငါထီးနှန်းစစ်စစ်နေအားလုံးကိုစွတ်ပြပြီးတော့ငါတေချင်းမခွဲနိုင်နေနေအောင်တေချင်းမဲ့တော့နေအောင်ငါရှာတော့မယ်တဲ့ဒါမဲ့ရတော်ရရဲ့အကုန်လုံးငါစွန့်နိုင်ပါတယ်ဒါမဲ့နှစ်လို့ရွတ်တွေပြောအောင်နှစ်လို့ပဲကောင်းလာတယ်မင်းလည်းမအောင်ဆိုကိုစွန့်ခွာလို့လည်းငါမဝင်ပင်မလာရရတော်ရရဲ့ဘာရှာတာလဲသေခြင်းဆိုတာရှိတဲ့အတွက်ကြောင့်သေခြင်းရဲ့အကြောင်းကိုသွားရှာတာပဲအကြောင်းရင်းကိုရှာမယ်အဲ့အကြောင်းရင်းကိုတတ်လို့ရှိရင်ပြီးသွားပြီအကျိုးမဖြစ်တော့ဘူးအကြောင်းရှိမှအကျိုးဖြစ်တယ်အကြောင်းမရှိရင်အကျိုးပြုအကြောင်းကိုတတ်လို့ရှိရင်အကျိုးမဖြစ်ဘူးအကြောင်းကိုဖန်တီးရင်အကျိုးတစ်ခုရအောင်လုပ်နေတယ်အခုဒီဟာအောင်သိရဲ့အတန်ကိုကျဲလာအောင်လုပ်ချင်တယ်အဲ့ဒီဟာအကျိုးအဲ့ဒီဥစ္စာတွေဘာနဲ့တော့ဟောဒီအတန်ချက်ဆက်ကအကြောင်းအတန်ချက်ဆက်အကြောင်းကြောင့်အတန်ကျဲလာတဲ့အကျိုးရတယ်အကြောင်းကိုသိလို့ရှိရင်အကျိုးရှိအောင်လည်းဖန်တီးနိုင်တယ်အကျိုးမထူအောင်လည်းလုပ်နိုင်တယ်နိဗ္ဗာန်ဆိုတာအဲ့ဒါပဲအကျိုးမဖြစ်အောင်လုပ်တာပဲဒါပဲအကြောင်းကိုရှာလိုက်တာအကြောင်းကိုသတ်ပြတာဒါကြောင့်မလို့ဖျားဖြစ်တဲ့ခါမှာယေဓမဟိတုပ္ပဘဝဆိုတော့ငါဒီတဲ့လောကကြီးမှာဘယ်တရားမှဆိုအကြောင်းရှိသည်တဲ့အကြောင်းကြောင့်ဖြစ်တာကြီးပဲတဲ့ဒါကြောင့်မလို့တဏှာသည်တဲ့အကြောင်းတဏှာယောက်ျားလက်သမားမင်းကိုငါတွေ့ပြီတဲ့ငါအတွက်မင်းနောက်ထပ်ပြီးတဘောကဖန်တီးဖို့မင်းမရတော့ဘူးတဲ့ sorry ပဲ I'm sorry တဏှာတဲ့ဒါ
စဉ်းစားကြတော့ပြောချင်တာပညာစွာပါလေအကြောင်းကိုသိခြင်းပြောတာစာပေဟောပြောပဲနော်ဒါပေမဲ့နိဗ္ဗာန်ရောက်ကြောင်းနေရောက်သွားမှစိုးနေရတယ်မဟုတ်ပါဘူးအောင်သိဘယ်လိုလုပ်ပြောတာမှလဲနိဗ္ဗာန်ရောက်မှာဒါမဲ့လို့စဉ်းစားတဲ့အကျိုးအကြောင်းဆက်ဆက်စဉ်းစားတဲ့ရှင်အဲ့ဒါကိုရသိခြင်းတယ်အဲ့ဒီဟာကိုခလေးတွေရသိခြင်းတယ်ဆရာဓာပေးလိုက်တယ်ဆိုကြက်ပြီးတော့အလွတ်ဖြည့်အဓိပ္ပာယ်မရှိအဲ့ဒီလိုအောင်မြင်မှုကျွန်တော်သိစိတ်ပြတ်တယ်အဲ့ဒီဥစ္စာကိုအခုတော့အကုန်လုံးကြက်ပြီးအောင်နေတော့ကြက်ပြီးတော့အောင်နေကြက်10တန်းပေါ့ဗျာနောက်ကြတော့ဟိုကြက်10တန်းအောင်သွားတဲ့ခါကျကြက်ကတူပေါ့နောက်ကြနည်းနည်းအမှတ်ကောင်းတော့ကြက်မှုကြက်ကတူပေါ့တပီလုံးကြက်ဖြစ်ကုန်ပြီကြက်ကတူဆိုတဲ့ဥစ္စာဟာနေ့လယ်တော့ကတော့ဟိုကောင်တော့ OBJ တောင်ပြောမိပါလေအဲ့ကားပေါ်မှာတက်ကတူဆိုတာတက်ကတိလားတက်ကဆိုကျန်စီတတ်တော့တိလားဆိုအကျင့်ကျန်စီတွေးတတ်တော့အကျင့်ရှိတဲ့နေရာလို့ဆိုဒီပဲရှိတယ်အဲ့ဒီတက်ကတူရဲ့အချက်မှာဘာမှမရှိရဘူးဘာဆိုဘာမှမရှိရဘူးပညာရှိတွေသာလေးရှိရတယ်အစိုးရနဲ့မဆိုင်ရဘူးအဲ့ဒါမှတက်ကတူအောင်သိကိုယ်တိုင်ဂျုံနေတာပြောမယ်။ OBJ မင်းတော်ကမပြောဘူးသေးဘူး။ခုဒီနေ့ညတော့ပြောလိုက်အောင်မယ်လား။ခုမှစကားပေါ်လာတယ်။ကျွန်တော်ကတက္ကသိုလ်မှာစာမွေးဖြေဖို့လို့အတွက်ကိုနောက်ဆုံးမဟာဝိဇ္ဇာစာမွေးတင်တဲ့အခါကျတော့ကျွန်တော်ငွေသွင်းဖို့နောက်ကျတယ်။နောက်ကျတော့မရတော့ဘူး။ဟာဒုက္ခရောက်နေပြီ။ငွေသွင်းကောင်တာလက်မခံဘူး။လက်မခံတဲ့အခါကျတော့ဘယ်သူစီရောက်သွားလဲဆိုတော့ပေါမောက်ခချုပ်ကဒေါက်တာသာလှအဲ့တော့ဒေါက်တာသာလှဆိုတဲ့ဥစ္စာကလည်းသူကgeology ဆိုတဲ့ဘူမိဗေဒကိုသူစလုပ်ခဲ့တာတော်တော်ကောင်းပါတယ်လူအင်မတန်ရောက်ဖို့ကောင်းတယ်လူသိခွာကြတယ်လူအင်မတန်ခွာကြတယ်လူညာသိတော့တော်တယ်သိတယ်ခွာကြတယ်ဘယ်သူမှလည်းကူးမဆိုင်ဘူးဒေါက်တာညီဆိုတာခင်ဗျားကြောက်လိမ့်မယ်မင်းဟို OBJ မင်းသိမှာပေါ့ငါပြောလိုက်အောင်ပါညီကိုနိုင်ငံခြားကိုပညာသင်ဖို့လွတ်တဲ့ခါကျတော့ဟိုပြည်တဲ့ဌာနကန့်ွက်တယ်ဒါမှဥကြော်ငိမ့်နဲ့ပညာရေးပါညာပြည်ရေးဝန်ကြီးဦးကျော်ငိမ့်နဲ့ဒေါက်တာသားကတငယ်ချင်းနေလေအဲ့မှာသွားတော့ညီကိုလွှတ်ချင်တယ်ပြောတဲ့ခါကျမဟုတ်ဘူးညီရမယ်ငါပြောမယ်ကွန်မြူနစ်ဝါဒနည်းနည်းပါနေတယ်အဲ့ဒီပဲလက်ဝဲပဲနည်းနည်းရိမ့်နေတယ်မလှုပ်ဘူးဆိုတော့အဲ့ဒီမှာဘာပြောတယ်တုန်းဒေါက်တာလားဟာကျော်ငိမ့်မင်းစဉ်းစားအောင်ကွာဒါပညာသင်ဖို့လို့တာကွာမင်းတို့ကနေရာတကာနဲ့အဲ့လိုလုပ်နေတဲ့ခါကျပညာရှိပဲလို့ထုတ်တယ်မလဲငါထောက်ခံတယ်ကွာမင်းလွှတ်စားမှာဆိုမှအဲ့တော့မှလွှတ်ထားညီအဲ့ဒါရောက်သွားတာဟိုရောက်တော့ကြောင်မှမင်းလန်ဒန်မှာရှိတဲ့ဗမာပြည်ကွန်မြူနတီပါတီနဲ့သွားဆက်သွယ်လို့ဟိုကနေတန်ရုံးကနေ report ရောက်တော့ဥကြော်ငိမ့်ကနေတာလာမင်းသားမင်းကောင်အဲ့လိုလုပ်နေကြီးဆိုမှအဲ့ဒီမှာလှန့်စာရတာယင်ကြီးဗမာပြည်ပြန်ရောက်မှမင်းလှုပ်ချင်တာလို့ငါလွှတ်လိုက်တယ်ဆိုအဲ့ဒီမှာမလှုပ်နိုင်ဘူးဆိုပြန်ရောက်လာတာဗျာအဲ့တော့ထားလိုက်တော့ခုနကဟာပြန်ဆက်မယ်ကျွန်တော်ကအဲ့ဒေါက်တာသာလာစီဝင်သွားတော့သူ့ရဲ့ဟိုအတွင်းရေးမှုကအတွင်းဝင်ခေါ်တာပေါ့ဗျာPA ခေါ်တာပါ personal အတွင်းမှုဆိုရတယ်ကိုကြီးကြာကြီးသူကအင်္ဂလိပ်မှာကျွန်တော်ဟိုက INTC director ပေါ်ကျွန်တော်တွေ့ကြလို့ဆိုခဏစောင့်ပါတဲ့ဒီမဲ့အဲ့တဲ့တယောက်ဝင်နေတယ်တဲ့စောင့်တော်လေးကြောင်အဲ့ချက်မိမတယောက်ကကျောင်းသူပေါ့မိမဆိုတာကျောင်းသူပေါ့ကျွန်တော်တို့ရွယ်ငယ်ပါတယ်မိမငိုးပြီးထွက်တယ်ဘယ်သူမှလည်းဟာငိုးတော့ထွက်လာပြီဟာကိုကလည်းစိတ်ကမကောင်းဘူးငိုးပြီးထွက်လာတဲ့ခါကျတော့ဘာပါလိမ့်မယ်ဘယ်လိုဖြစ်လာမှလည်းမသိဘာမှလည်းမသိအဲ့ဒါဝင်သွားကျွန်တော်လည်းဝင်သွားလိုက်ပဲအဲ့ဒေါက်တာသာလာရဲ့ပုံစံကကိုင်းထိုင်းနေဒီတိုင်းပဲထိုင်းနေဒါကဘာစိတ်ကိစ္စတုံးလဲကျွန်တော်လည်းဟိုငွေသွင်းတာဟာခင်ဗျာကျွန်တော်ပဲခင်ဗျာတက္ကသိုလ်ကျောင်းသားတော်တဲ့ခင်ဗျာတက္ကသိုလ်ကျောင်းသားတော်တဲ့ဒီဥစ္စာအတွက်ကိုတဲ့အတန်းလွှင့်ရုံကလည်းပြောအဲ့တော့ကအတန်းလွှင့်ရုံမရှိ TV တွေဘာတွေမရှိသေးဘူးရေဒီယိုကကြော်ကြတယ်သတင်းစာလည်းကြော်တာဘယ်လောက်ကုန်နေဆင်းလဲ3000ကျော်ကုန်နေတော့တဲ့အဲ့ကြော်ညာတဲ့ဆိုတာ3000ဆိုတာအဲ့တော့ကဈေးလीတွေ့ကြည့်ပေါ့3000ကျော်ကုန်နေတော့တဲ့ခင်ဗျာအဲ့ဒါမသိဘူးလားကောလိပ်ကျောင်းသားလုပ်တယ်တက္ကသိုလ်ကျောင်းသားမသိဘူးဆိုဟာနောက်ဆုံးမိကြရမှာဒေါက်တာညီကြီးကပြောပြီးတဲ့ခါကျမှမဟုတ်ဘူး तू ကဒီ form ကတင်ပြီးသားပါငွေသွင်းတာတော့ကြတော့ဟောအဲ့လိုလားတဲ့အဲ့လိုဆိုရတယ်တဲ့ခုနကငိုထွက်သွားတဲ့မိမသိလားတဲ့ကျွန်တော်မသိပါဘူးဥနုသမီးတဲ့စန်းစန်းနုတဲ့ဥနုကဝင်းကြီးကျုပ်မတန်းနိုင်ဘူးသူ့နောက်ကြတဲ့
ခေါင်းတင်တာကြောက်ကြတယ်မရနိုင်ဘူးတဲ့မပေးနိုင်ဘူးတဲ့နေ့ဖေကငါတို့တက်ကလို့အဓိပတိတဲ့နေ့ဖေကနေပြီးတော့ဥပဒေကိုပြောင်းနိုင်လို့ရှိရင်ယူလာခဲ့ငါပြင်းပေးမယ်တဲ့မပေးနိုင်ဆိုတော့စာမမဖြစ်ရဘူးဦးလူကလည်းဒါကျွန်တော်သမီးပါလို့မပြောမှဘူးဟောသိခါရှိတယ်လူကိုဟုတ်လားဥပဒေရဲ့အထက်မှာဘယ်သူမှမရှိရဆိုဦးနုလည်းမရှိဘူးဒါမှဝင်းကြီးချုပ်ကျွန်တော်ပြောနေတာအဲ့ဒီချိန်ခါတုန်းကတက္ကသိုလ်ရဲ့အဓိပတိသည်ဦးနုဒါမှဦးနုသည်ဘာမှဆွဲဖက်ပိုင်ခွင့်မရှိဘူးဘာမှဆွဲဖက်ပါမရှိဘွယ်ပေးတဲ့အခါမှာလာပြီးတော့ဘွယ်ပေးတယ်ကျွန်တော်သူတို့ဦးနုပေးတာပဲကျွန်တော်ဘွယ်ဆိုလို့ရှိရင်ဦးနုကဒီလိုလေးထိုင်ပြီးတော့ဂါလေးလောက်တာခေါင်းလေးကျိတ်တာအောင်သိန်းကဝင်သွားအလေးပြုဦးနုကခေါင်းလေးကျိတ်လိုက်ဒါပဲအဲ့ဒီခေါင်းကျိတ်တာပဲသူတန်းနိုင်တယ်ဘာမှလုပ်လို့မရဘူးတက္ကသိုလ်မှာပြဋ္ဌာန်းချက်တွေကိုစိတ်ကပြဋ္ဌာန်းတယ်တက္ကသိုလ်အုပ်ချုပ်ရေးကောင်ဆယ်က University Council ဆိုကောင်ဆယ်ပြဋ္ဌာန်းတယ်တက္ကသိုလ်ဒီကိုဘတ်ဂျက်နဲ့ကိုငွေနဲ့ကိုအစိုးရနဲ့ဘာမှမဆိုင်ပြဋ္ဌာန်းနေတာပြဋ္ဌာန်းတယ်ဘယ်သူမှလာမဆွတ်နဲ့ဟာတက္ကသိုလ်ဆိုတာအဲ့ဒီလေအောင်သိန်းတို့ခေတ္တကတက္ကသိုလ်ထားလိုက်ပါတော့ကောင်းပြီစောစောပိုင်းကပညာဆိုတာဘာလဲပြောခဲ့တယ်အကြောင်းကိုသိခြင်းမှတ်မိတယ်နော်ကောင်းလေးတွေမှတ်ထားနော်မင်းတို့ပေါ်တီပေါ်စားမထင်နဲ့နော်ငါပြောလို့ရှိရင်တခါလျံကြလို့စာပေဟောပေးပြောတယ်တခါတျံကြလို့ရှိရင်ကျောင်းဆရာညင်ပါသွားပြီးတော့ lecture ပေးလို့ဖြစ်သွားတယ်အရှင်ဘုရားတို့သိခံပြပြီးတော့ကျောင်းဆရာဖြစ်လာတဲ့ခါကျတခါလေးကလေးတွေကို lecture ပေးလို့ပေါ့ဗျာသင်လို့ဖြစ်သွားတယ်ကျောင်းဆရာညင်ဆိုတာလည်းဖျောက်ဖို့မလွယ်ဘူးဗျာအရှင်ဘုရားတို့ဘုန်းကြီးများလို့ပဲဗျာမဟုတ်တယ်ဘုန်းကြီးများလည်းလူထွက်လာလို့ရှိရင်ဘယ်ဘက်ကမလှုပ်ဘူးလက်ရမ်းလာညာဘက်ပဲရမ်းတယ်ဘာလို့ဆိုဘယ်ဘက်ကဂျိုင်းလက်ကညှက်တာအကျင့်ပါလို့မရအရှင်ဘုရားဦးလေးဆေးလိပ်တော့ဆိုပြီးတာတော့မှ तू ကဆေးလိပ်ကိုဒီလိုမျိုးအကခန္ဓာအကျင့်ပါအဲ့လိုပဲပြီးတော့ကျောင်းဆရာများလည်းအကျင့်ပါတယ်ပြီးတော့စစ်ဘုံများလည်းဒီတိုင်းမှာအကုန်ပါပဲစစ်ဘုံတွေလည်းဒီလိုပဲစစ်ဘုံများဒီလိုစစ်ဘုံများပြုတ်သွားလို့လူထက်လာပြီဆိုလို့လက်ရမ်းလို့ရှင်ညာဘက်လက်ကဒီလိုဖြစ်နေဘာလို့ဆို6လုံးမြိတ်အုပ်ကိုလွတ်အောင်လွှဲရတာခါတော့ဘာမှမရှိတော့လက်ကြီးကအကျင့်ပါပြောလိုက်အောင်မယ်တောင်ပြောမြောက်ပြောနေဘာတွေရောက်ကုန်မှလည်းမသိပါဘူးပြီးတော့ DSC မှာနေခဲ့ပြီ DSC ဆိုတာစစ်တက်ကစိုးပေါ့အဲ့မှာနေခဲ့တဲ့ခါကျတော့စစ်တက်ကစိုးမှာဘာညာဆိုဘူးလေခုတည်းစီပါပဲခုတွေ့လို့ရှိရင်သူတို့ကောင်းလဲကောင်းပါလေတကယ်ချစ်ဖို့ကောင်းပါလေအဲ့ဘူရီသူ့ဘာသူဘိုးဘိုးပြေဘိုးကြီးပြေခုဘိုးချုပ်ကျော်ဆန်းလို့ဘလို့ပေါ်လေထားပါလားတွဲတွေပါပဲတွေ့လို့ရှိရင်သူတို့တန်းလေးပြီးတော့ဟိုလည်းအကျင့်ပါတယ်ဆရာတွေကိုလေးပြီးတော့တကယ်ကောင်းပါလေတကယ်ကျေးဇူးအဲ့ဒီမှာလေတော့ဒီကွိုင်းဆိုရှိတယ်ဒီကွိုင်းဆို demonstration company ခေါ်တယ်တရုတ်ပြတက်ခွဲလို့ခေါ်တယ်ဒီတရုတ်ပြတက်ခွဲကသူကဘာမှမလုပ်တော့တရုတ်ပြရတာဥပမာဆိုတော့ဘိုးလောင်းတွေကဘိုးလုံးမဲ့ကောင်တွေကြည့်ရတယ်တောင်ကုန်းမော်တွေကြည့်ရတယ်အောက်မှာတက်ခွဲတက်စိတ်တက်ခွဲစက်ကလေးကဘယ်နေရာယူလဲစက်ကဘယ်နေရာတည်းတက်သားဘယ်နေရာတည်းညာတောင်မှဘယ်လိုတက်တယ်ပဲဆိုအပေါ်ကနေစီးပြီးမြောင်းတရုတ်ပြရတဲ့ကောင်ကိုတက်ခွဲလို့ခေါ်တယ်တရုတ်ပြတက်ခွဲလို့ခေါ်တယ်အဲ့ဒီတရုတ်ပြတက်ခွဲကိုပြီးတော့လဲလက်ဖိတ်ဆိုင်သွားရင်ကလည်းတရုတ်တက်ခင်းတော့ဖြတ်သွားတဲ့ခါကျတော့အဲ့မှာကြည့်တဲ့ခါကျအဲ့မှာသူတို့တက်မှုပေါ့လေမင်းတို့ကောင်ဘာညာဆိုတော့သိတဲ့အတိုင်းပဲဟိုမှာစစ်တပ်ဆိုလိုက်တဲ့ဥစ္စာဒီလိုမရတယ်ဟုတ်လားနားရလားဟုတ်ဒါသူတို့အကျင့်ပဲနားရလားဟုတ်အဲ့မှာအဲ့သူတို့တံမှုကဘာစိတ်ဆိုးတယ်လဲမသိဘူးဒီတော့မင်းတို့ standing order မင်းတို့အမိတ်ထုတ်ထားတာမင်းတွေ့တယ်မဟုတ်လားဟုတ်အဲ့ကျမှဒီပါတရားပါတယ်မင်းတို့တွေ့တယ်မဟုတ်လားဟုတ်အဲ့လိုတွေ့တဲ့တဲ့ဟုတ်လို့တယ်မင်းတို့ငါအများရီးထင်နေလားဆိုဟုတ်ဆိုဟာဘယ်ကောင်တော့ကွာအဲ့တော့ပြောချင်တာအကျင့်ဆိုတာဖြောက်ဖို့ခက်တယ်လို့
ပြောတာပါဒါကြောင့်မလို့ပါသွားလို့ရှိရင်ရင်တော့ဘုန်းကြီးတွေတွေစုပြီးတော့ရုပ်သေးထောင်သွားတယ်ဟုတ်ပြီကျငါပြောလိုက်အောင်ဆရာတော်တွေလည်းအားနာပါရဲ့ဆိုတယ်ဘုန်းကြီးတွေလည်းစုပြီးတော့ရုပ်သိမ်းထောင်တဲ့ခါကျပထမဆုံးစပြီးအပြူတော်ကထွက်လာအပြူတော်ဆိုတာစင်တိုင်ရတာစင်တိုင်နေဆိုမင်္ဂလာရေမသမနိုင်ရေလေအဲ့ဒီမှာသုံးဝါလောက်ပြလာတယ်ဘုန်းကြီးတွေကစင်တိုင်လိုက်တယ်ရုပ်သိမ်းမှာမင်္ဂလာရေမသမနိုင်ဆိုဟာဘာတော့ဟာအဲ့ဒါလည်းမဖြစ်တော့ဘူးမြန်မြန်ဝင်ဆိုလို့ဝင်ပြီးတဲ့ခါကျတော့မြင်းနေမြောက်တရားတချင်းမပါဘူးဘာသာမှမပါဘူးသူ့ဟာသူကခုန်ပြီးသွားတာဟုတ်နောက်ကျတော့ဝင်းကြီးတွေထွက်လာ9ဝါလောက်ရတယ်ဘုန်းကြီးတွေချင်းကဝင်စကားပြောတယ်ဝင်မင်းတို့တနေ့တရားဘယ်လိုများစီရင်ပါလဲဝင်မင်းအဲ့တော့တနေ့တရားနဲ့ထုံးမှသည်3ငါသည်4ငါစီရင်ပါသည်ဝင်မင်းဟာဘာလို့ဟာဝင်းကြီးတွေဝင်နောက်ကြနှစ်ပါးသွားထွက်လာတော့မှ9ဝါလောက်ရလာတဲ့ဘုန်းကြီးတို့ကသစ္စာသချင်းဆိုတယ်မမလေးချစ်လိုက်ပါတဲ့အာယုံမမလေးချစ်လိုက်ပါတဲ့အာယုံရွှေမြင့်မိုးတောင်လုံးတုံးမှပါလို့သခုံးလေးဒီတုံးမှပါလို့သခုံးလို့ဆိုအဲ့တော့အောင်သိန်းကလည်းကြောင်းစရာလူတွေဖြစ်တော့ကြောင်းစရာအကျင့်ကပါနေအဲဒါကြောင့်သိလို့ရှိရင် to know all is to forgive all သိရင်ခွင့်လွှတ်နိုင်တာပဲအောင်သိမှာကျောင်းစာညင်ကပါနေပါလားဆိုလို့သိရင်ဆရာလုပ်တဲ့အတန်လေးကိုခွင့်လွှတ်နိုင်လိမ့်မယ်လို့ပြောလင်းပါတယ်လို့ပြောချင်တယ်နော်ကောင်းပြီဆရာပညာသင်နေဆိုတာပညာစာသိခဲ့ပြီအကြောင်းကိုသိချင်းပညာသင်နေဆိုတာဘာလဲပညာသင်နေဆိုတာတိရစ္ဆာန်တွေမှာဘာမရှိဘူးလားရှိသလားပြန်စတာတော့အစစ်နှိမ့်နဲ့တိရစ္ဆာန်တွေမှာပညာသင်ပြည့်မှုမရှိဘူးတိကောင်မရှိဘူးပဲ့ကြည့်မရှိဘူးပို့လောက်လမ်းမရှိဘူးပညာသင်ပေးတာမရှိဘူးသူတို့အစစ်နှိမ့်ဆရာဝန်မလေးတယောက်ကနေတော့ဆေးထိုးတယ်ဆိုတာတိတ်စဉ်းစားကြည့်ပေါ့ဒီဒီမှာရှိတဲ့ယောဂပိုးတွေကိုကဆေးနဲ့ထိုးတတ်အဲ့ဒါကိုမဟာစီလာမသိဆရာတော်ကြီးကိုရှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်အဲ့လိုဆေးထိုးတဲ့အတွက်ကြောင့်အိုးဒီပါလေးသိသွားတဲ့ခါကျတပည့်တော်မှာအကုသိုလ်ဖြစ်သွားတဲ့ခါကျဆရာတော်ရဲ့ပြောပြတာသူတို့ဟာတတ္တဝါအဆင့်ကိုမရောက်သေးဘူးသူတို့ကောင်းတယ်စလားတတ္တဝါအဆင့်ကိုမရောက်သေးဘူးအဲ့ဒီမှာကျွန်တော်ကဘာသွားတက်မိလဲဆိုဆက်စဉ်းစားကြမင်းတို့ငါပြောတာမင်းတို့စဉ်းစားဖို့ပြောတာငါသိတာတွေပြောနေတာမဟုတ်ဘူးတစ်ပင်နဲ့တတ္တဝါကြားထဲမှာဘယ်လောက်ရှိသလဲဟောတစ်ပင်မှာအသက်ရှိသလားတတ္တဝါလားအသက်မရှိဘူးလားရှိသလားဒါဆက်စဉ်းစားငါကိစ္စမဟုတ်တော့မင်းတို့အတွက်ကိုဟင်္ဒရာမှာအယူများပေါ်ရင်တော်ပြီကွာစဉ်းစားလေယူလေအဲ့အယူများပေါ်လေဟင်္ဒရာအတွက်ကိုငါအကျိုးပြုလေလို့ပဲအောင်းမိတော့တယ်အဲ့ဒါစဉ်းစားကြကောင်းပြီခေါင်းကဆက်ပြောချင်တာအစင်းနှိမ့်တဲ့တ attva မှာပညာသင်တယ်ဆိုတာမရှိဘူးအစင်းနဲ့မြစ်လာပြီကျက်ဆိုရင်ပဲပညာရေးရှိလာပြီကျက်မရရှိကကြော့နဲ့သွားရက်တယ်ကျက်ကလေးလားပြီးနဲ့ဒါစားဟိုဟာစားကျက်မရရှိသွားတယ်နောက်ကကျက်ကလေးပြီးနဲ့အော်နာလှည့်ကြတယ်ဘာတော့ပေါ့အမေဒီမှာစားမှလားဘာလဲကြည်စမ်းမအောင်မြပေါ့ကျက်တဲ့ခါကျပလတ်စတစ်ပရိစေဖြစ်နေဟဲ့ကောင်အဲ့ဒါမစားဘူးလှည့်သွားတယ်အော်သူကမစားဘူးဒါပညာရေးပဲ education မင်းတို့ပြောကြ education ပေါ့ကျက်တဲ့စင်းတဲ့ပညာရေးဆို education ပေါ့ကြောင်မကြီးနဲ့ကြောင်မလေးနဲ့ကောင်ခုတ်နေတာချောင်းနေတာမတွေ့ဘူးလားအဲ့ကန်ထဲမှာချောင်းတယ်ဆိုမမြင်အောင်ချောင်းရတာမြင်အောင်သွားချောင်းရရိုက်ခါရမှာပေါ့စဉ်းစားကြည့်ပေါ့ကျက်မကြီးကကြောင်မကြီးကကြောင်လေးကိုမြင်အောင်ချောင်းတယ်ဒါလက်ကိုဒီလိုထားတယ်အမိမလုပ်နဲ့အဲ့လိုနေရတယ်ဟုတ်ပြီဒါအုပ်လိုက်ဆန်းကြောင်လေးကခိုးအုပ်လိုက်ကျမကြီးကခိုးအုပ်လိုက်အဲ့ကြောင်မကြီးကခိုးအုပ်လိုက်သူတို့ရင်အုပ်လိုက်ပြီးတော့ပြန်ခွာသွားလိုက်သင်ပေးနေတာပညာရေးနောက်ကြတော့ကြောင်မကြီးကတခါကြွက်ကလေးတောင်ခုတ်ယူလာတယ်ရော့စားသေခြင်းဆိုခေါင်းကစားအဲ့ဒါသင်ပေးရတယ်အမိကစားလို့မသိမရှိဖြစ်တော့နင်းလှည့်ကြိုက်တော့နှာခေါင်းပဲ့သွားမှာပေါ့ဟာဒါသင်ပေးရပြီ
education ကျောင်းပညာရေးပဲနောက်ကြတော့ကျောင်းမကြီးရတဲ့ခါတည်းကြွက်ကလေးတွေကိုခုတ်ပြီးယူလာတယ်အဲ့ဒီနေ့ကျတော့ခုတ်လာတယ်ခုတ်ပေမဲ့လို့မသေးဘူးမသေးမရှင်းလေးလုပ်ပြီးတော့မဟောဒီလိုအဲကန်းထဲမှာကွင်းမြင်တစ်ခုမှချပေးလိုက်တယ်ဟိုကောင်ကလှုပ်လှုပ်နဲ့သွားမလို့လုပ်နေခါကျောင်းလေးကဘာလို့မှမသိဘူးကျောင်းမကြီးကသားကြီးနေဒီကောင်ဘာလုပ်မလဲနှခမ်းမွေးသက်လိုက်ဘာလုပ်လဲကားပဲကျင့်တယ်ဟိုကောင်ဟိုဘက်ကလှည့်ပို့လိုက်ဒီဘက်ကလှည့်ပို့လိုက်ကြွက်ကလေးကပြေးလို့မလို့ဟိုဘက်ဇဝဲကုန်းအောက်ဝင်သွားတော့မယ်ဘီယိုအောက်ဝင်သွားတော့မယ်ဆိုတော့မှကျောင်းမကြီးကဒါဆိုပြေးတယ်ပြီးအဲ့ကျောင်းကိုတစ်ခါပြန်ပြီးတော့ရွက်က training ground ပေါ့လေ့ကျင့်ရေးကွင်းမျိုးကိုပြန်ပုတ်ပို့ရတယ်အဲ့ဒါပြီးတဲ့ခါကျတော့ပြီးလဲပြီးတော့သေပြီးကျောင်းလေးကဟိုကောင်ကကစားရင်သေအမေကျွန်တော်ဘာလုပ်အောင် This for you မိတွေ့လေစားလေနောက်ကြတော့ကျောင်းကအဲ့မသေးမရှင်းစားတတ်တာနေပြီးတော့အရှင်ကိုဖမ်းတတ်လာတယ်အရှင်ကိုဖမ်းတတ်လာတဲ့ခါကျကျောင်းမကြီးကသိမိတယ်ဆိုငါသားအစာစားတဲ့ခါမှာသတိလစ်တတ်တယ်နော်အင်မတန်ကိုလုံခြုံစိတ်ချတဲ့နေရာရှားဆိုတော့အဲ့ဒါကိုသိမိတဲ့ခါကျဒါကြောင့်မို့လို့ကျောင်းလေးတွေပတ်စလေးတွေပထမဆုံးကြွက်မိလာတဲ့နေ့ပါတိမ်လုံးလျှောက်သွားတယ်သူ့လုံခြုံရေးရှားမရဘူးနော်ပညာရေးဆက်ပြောလို့ရှိရင်ငှက်တွေအကြောင်းပြောတိတ်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ပညာရေးပဲငှက်တွေဒါကျွန်တော်မပြောတော့ဘူးဒီနေ့ညဘာလို့ဆိုအချိန်သိများမစုနောက်ပိုင်းပြောစရာတွေတော်များသေးတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီတိရစ္ဆာန်တွေမှာပညာသင်တာရှိကောင်းပြီဘယ်လိုသင်တော့သူတို့ဘာသင်တာလဲပညာသင်တယ်ဆိုတာဘာလဲဟာပညာဆိုတာဘာလဲပညာဆိုတာဘာလဲဟုတ်လားအကြောင်းကိုရှာခြင်းဒါဖြင့်ပညာသင်တယ်ဆိုတာဘာလဲဟာကျွန်တော်ဒီနေ့ပြောနေတာမေးခွန်းတွေကြီးပဲနော်မေးခွန်းတွေကြီးပဲဒါအဲ့မေးခွန်းတွေကိုကျွန်တော်အဖြေရှာမလို့ကျွန်တော်ပြောနေတာပညာသင်တယ်ဆိုတာဘာလဲခေါင်းကကြောင်မကြီးကကြောင်လေးကိုသင်တယ်ဘယ်လိုလုပ်သင်တယ်ဆိုတာသူ့အတွေ့အကြုံကိုပြန်ပြီးတစ်ဆင့်ကမ်းတာပညာသင်တယ်ဆိုတာအတွေ့အကြုံနဲ့အတွေ့အကြံကိုလက်ဆင့်ကမ်းခြင်းပဲဒါပဲတစ်အတွေ့အကြုံနှစ်အတွေ့အကြံဟုတ်လက်ဆင့်ကမ်းတာပဲကျောင်းတွေမှာကြတော့ပညာသင်တယ်လက်တွေ့နဲ့သင်တယ်ငှက်တွေမှာလက်တွေ့နဲ့သင်တယ်ကြက်တွေမှာလက်တွေ့နဲ့သင်တယ်ကောင်းပြီသူတို့ရဲ့အတွေ့အကြံကိုသင်နိုင်သလားဟောပြဿနာပေါ်လာပြီမသင်နိုင်ဘူးသူတို့တွေ့တာပဲသင်နိုင်တယ်လက်တွေ့ကိုပဲသင်လို့ရတယ်သူတို့ရဲ့စိတ်ကူးထဲမှာရှိတဲ့ဥစ္စာသူတို့သင်လို့မရဘူးဘာကြောင့်သင်လို့မရလဲဒါပြဿနာပေါ်လာပြီကောင်းလေးတွေမင်းတို့ငါစိန်ခေါ်နေတာနော်မင်းတို့ကြက်ကြက်မှတ်ထားပါလောကကြီးမှာစိန်ခေါ်ခြင်းကိုလက်မခံဝင်လို့ရှိရင်မင်းလောကကြီးမှာထွက်သွားလိုက်ပါစိန်ခေါ်ခြင်းကိုလက်ခံနိုင်မှတတ္တိရှိတယ်လို့ခေါ်တယ်တတ္တိရှိတယ်ဆိုတာစိန်ခေါ်ခြင်းကိုလက်ခံနိုင်တဲ့သူစိန်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှိရင်မင်းလောကကြီးမှာအောက်တန်းမှာနေပါဘယ်တော့မှအထက်တန်းမှာမမျောပါနဲ့အဲ့ဒါမင်းတို့မှတ်ထားစိန်ခေါ်တာကိုလက်ခံနိုင်ပါမင်းတို့ကရိုးလေးပြောလက်ကုပ်တီးရင်တီးမတီးရင်ဒါပဲမင်းလောကကြီးမှာနော်တတ္တိရှိတဲ့လူတွေရဲ့အတွက်သာလဲနေရာရှိတယ်နော်တတ္တိမရှိတဲ့လူတွေရဲ့အတွက်နေရာမရှိဘူးတတ္တိရှိတယ်ဆိုတာဘယ်လိုလူတွေလဲစိတ်ခေါ်ခြင်းကိုလက်ခံဝင်နေသူဒါပဲတန်ညွန်တစ်ခုကိုတစ်သားထဲမှာရက်လဲဒိုင်းဆိုလိုက်တော့တစ်သားတွေကိုတန်ညွန်ကဝင်သွားတယ်ဘာလို့ဆိုတော့တန်ညွန်ကမာတယ်တစ်သားကပြော့တယ်တန်ညွန်နေဖို့အတွက်ကိုတစ်သားကနေရာဖယ်ပေးရတယ်ဒါပဲအဲ့တန်ညွန်ကိုကြောက်တုံးမှလိုက်တော့ဒိုင်းဆိုကိုွေးသွားတယ်ကြောက်တုံးက sorry ပဲမင်းနဲ့ငါမာတယ်မင်းမာသလားပြောသလားပြောရင်နေရာဖယ်ပေးလိုက်ပါမာရင်နေရာယူပါစိတ်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှိရင်မင်းလောကကြီးမှာလူမလုပ်ပါနဲ့ဒါမင်းတို့ပြောရတာကောင်းပြီအခုမင်းတို့ကိုစိတ်ခေါ်နေတာပညာသင်နေဆိုပါလေအဲ့ဒီကုဏကပညာသင်နေဆိုအတွေ့အကြုံကိုလက်ဆင့်ကမ်းတယ်တိရစ္ဆာန်တွေမှာအတွေ့အကြုံကိုလက်ဆင့်ကမ်းတယ်ဒါမှအတွေ့အကြံကိုကမ်းနိုင်လားလက်ဆင့်ကမ်းနိုင်လားကမ်းနိုင်ဘူးဘာကြောင့်မကမ်းနိုင်လဲသိလားသိအရေးကြီးတဲ့စကားဖြစ်လာပြီတိရစ္ဆာန်နဲ့လူနဲ့ကွာဟချက်အကြီးစီးဒီမှာပေါ်လာပြီအဲ့ဒါပါလေဆိုဘာသာစကားရှိလို့ပဲစကားရှိတယ်ဘာကြောင့်စကားရှိရလဲတို့မှာထံကတိုင်းရှိလို့ဦးဇင်းတို့ဖေထံကတိုင်းရှိတယ်အတန်ဖြစ်သောကရိယာလို့ခေါ်တယ်ထံကတိုင်းဆိုတဲ့ဥစ္စာထံဆိုတာအတန်ဖြစ်သောနေရာကတိုင်းဆိုတာအတန်မြည်စေသောအရာ
grind ဆိုတာရှာပေါ့ပါထန်ဆိုတဲ့ဆိုအာကောင်းတို့အာဇောက်တို့အဲ့ဒါထန်ခေါ်ဌာနနေရာပေါ့အတန်ဖြစ်သောနေရာရဲ့အတန်ဖြစ်အောင်ဖန်တီးနေလို့ရှာတယ်ဒါရှိလို့တို့ကစကားပြောလို့ရတယ်ဘာသာစကားဆိုတာသိအားဖို့ကောင်းတယ်နော်မင်းဟုတ်ပြီကျမင်းဟိုမင်းနားမှာရေခွက်ရှိရလားရှိတယ်နော်ဟောမင်းဘာရှိလဲစကားနဲ့ပြောရတာရေခွက်လို့ပြောရတယ်အဲ့ရေခွက်ဆိုင်တဲ့နေရာမှာခွက်ကြီးဒီနာရှိသလားမရှိဘူးပစ္စည်းမရှိဘူးပစ္စည်းမရှိဘဲနဲ့ရေခွက်လို့ပြောရတာနဲ့ဒီကောင်တန်းသိတယ်ဟာဘလောက်အားဖို့ကောင်းလဲမီလို့អော်လိုက်တယ်ကဲမီဆိုတာမင်းမြင်ရလို့လားအိမ်ထဲမှာအိတ်နေတာမီဆိုရမင်းသိပြီဘာဖြစ်လဲဟာကြည်စားဘာသာစကားအော်တာမကောင်းဘူးတရိစ္ဆာန်မှာအဲ့လိုဘာသာစကားမရှိဘူးရှိတဲ့ဥစ္စာကြီးကန်းဆိုရင်၄ခွန်းရှိတယ်ကြီးကန်းမှာတောကြီးကန်းဆိုရင်၃မျိုးပဲရှိတယ်အဲ့မှာအစာတွေးလို့អော်တဲ့အတန်ခုနမိတ်လိုက်ဖို့လို့អော်တဲ့အတန်သို့မဟုတ်ရန်သူပလာလို့អော်တဲ့အတန်ဒီ၃မျိုးပဲရှိဒါပဲစာလေးတိဒါပဲကျက်အော်ဒါပဲတတ်တယ်သူထံကရိုင်းမရှိဘူးကျွန်တော်တို့လူတွေမှာထံကရိုင်းရှိတယ်အဲ့ထံကရိုင်းရှိတဲ့အတွက်ကြောင့်မှစကားဆိုတာပေါ်လာတော့အဲ့စကားအားဖြင့်ခုနကပြောတယ်အော်ဘီဂျေရေရှိလားလို့မေးလိုက်တယ်မီးရှိလားမေးတယ်မင်းအော်ဘီဂျေမင်းငါပြောတာသဘောပေါက်လားလို့မေးလိုက်တယ်ဆိုတော့ကဲသဘောပေါက်လားဆိုတော့ဘယ်မှာပစ္စည်းရှိလဲအတန်းချက်တဲ့ဒီမှာရှိတယ်မှန်တယ်ပစ္စည်းရှိတယ်မီးအိမ်ဒီမှာရှိတယ်ကဲမင်းသဘောပေါက်လားဆိုသဘောပေါက်လားဆိုတဲ့ခါကျတော့ဒီငါပြောတဲ့ဆိုတာသဘောပေါက်လားအော်ဘီဂျေလို့ပြောတဲ့ခါကျအဲ့သဘောပေါက်လားဆိုတာဘာပစ္စည်းရှိလို့ကဲသဘောပေါက်လားဆိုတာဟာပေါက်တယ်ဆရာလို့ပြောတယ်အဲ့ပေါက်တယ်ဆရာဆိုပစ္စည်းကြီးကဘယ်ပါလို့ကဲမီးလို့လည်းမရှိဘူးရေလို့လည်းမရှိဘူးကင်လို့တွေ့လို့လည်းမရဘူးဒါမှသူနဲ့ကျွန်တော်နားလည်နေဖယားဟာခုနကပြောတဲ့အဲ့နှုတ်ရှာအားဖြင့်ဟောပြခဲ့တယ်ဗိဓကသုံးပုံကြီးထားပြခဲ့တယ်ဆိုတာအဲ့ဒါပဲကိုယ်ပြောလိုက်မယ်ပြန်စဉ်းစားလို့ရှိရင်လေးနဲ့သွားမှာဆိုလို့ကျွန်တော်မပြောဘဲနဲ့ဆိုတာနိဗ္ဗာန်ဆိုဘယ်လိုကြိုက်သိဘူးလားမသိဘူးလားဘာဘယ်မှနိဗ္ဗာန်ဆိုတာဒီနားလားဟိုနားလားဟာနိဗ္ဗာန်ဆိုဒီမှာနိဗ္ဗာန်ကြီးနှစ်ရခါပြတော့ပြီးသားမရရလားဘယ်မလဲဒါကြောင့်လူမှာထံကရိုင်းပါလာတဲ့တရားဘာသာစကားပေါ်လာတယ်အဲ့ဘာသာစကားအဖြစ်ကိုစဉ်းစားမိသမျှအကုန်လုံးကိုပြန်ပြီးတော့ဝေငှပေးနေကိုအတွေ့အကြံကိုအတွေ့အကြုံနှစ်ခုမှတ်တာကောင်းလေးကိုအတွေ့အကြုံရယ်ကိုအတွေ့အကြံရယ်နှစ်ခုရှိတယ်အဲ့ဒီဟာကိုလက်ဆင့်ကမ်းပေးခြင်းဒီပညာသင်ခြင်းပဲဟာမင်းတို့ဘာအမေဖေကဘာပေးလဲဟဲ့ဓာတ်ရနော်ရှာမိရဲ့နော်ပူဟဲ့ကောင်လေးစည်းစည်းဆောင်ချောင်းဆိုးလိုက်တယ်ဒါပေးနိုင်မှာပေါ့ဒါမှကာယိခဝေဘာညာဆိုတဲ့ geometry တို့ဘာလို့ရောက်တဲ့ခါကျသင်ပေးနိုင်သေးလားမေ့တက်ရှင်မှတတ်မှာပေါ့မေ့ဖေတက်ရှင်မှတတ်မှာပေါ့အဲ့ကြဘယ်သူကသင်ပေးရလဲဆရာမကသင်ပေးရတယ်ဆရာမကဘာအလုပ်လုပ်ထားလဲဆိုတော့မင်းအဖေမေကိုစားသင်ပေးတာတရိစ္ဆာန်တွေကြတော့မိဘကိုယ်တိုင်သင်ပေးတယ်မင်းတို့လူတွေမှာကြတော့တရိစ္ဆာန်မိဘကိုယ်တိုင်မတတ်နိုင်တော့မတတ်နိုင်တော့ဆရာကိုလွှဲရတယ်ဒါကြောင့်မလို့ယတနာသုံးပါးနဲ့ဆရာသမားမိဘအနန္တ၅ပါးထဲမှာဆရာသမားကိုထည့်တာအဲ့ဒါပဲရိုးလေးသူကမိဘကိုစားသင်ပေးတာထားလိုက်တော့သိရှေးကိုမှတူဖြတ်သွားကြိုက်ကောင်းပြီပညာသင်တယ်အဲ့တော့ပညာတတ်တော့ဘာဖြစ်လဲပညာတတ်တဲ့အခါကျတော့သူများတဲ့အကျိုးကြောင့်ပိုသိတယ်လာပြီနော်ပြန်ပြီးတော့ခေါင်းကစာပြန်ကောက်တော့မယ်နော်အကြောင်းအကျိုးပိုသိတယ်အကြောင်းအကျိုးပိုသိတော့အကြောင်းကိုပိုသိတော့အကျိုးကိုဆင်ခြင်နိုင်တယ်တခုတည်းကျွန်တော်ပြောအတွေ့အကြုံနဲ့အကြောင်းပြောကျွန်တော်ထိုင်ငယ်ကတွေ့ဘူးတဲ့စာကျွန်တော်ကတောင်တွင်းကြီးရပါတောင်တွင်းကြီးရဲ့တောင်ဘက်မှာဆက်သွားဆိုတဲ့ကားအဲ့ဆက်သွားတဲ့တောင်တွင်းကြီးလာတဲ့ကားရှိတယ်စစ်ပြီးစားပါအဲ့မှာကလေးတယောက်ကတော့ဟိုးဆက်သွားရဲ့အရှိဘက်ကတော်ကြည့်လက်ကကလေးသူကမြို့ကိုလိုက်လာတာမိဘတွေနဲ့လူလိုက်လာရင်ကနေပြီးတော့မှအုတ်ထုပ်ကလေးဆောင်းထားတော့အုတ်ထုပ်ကဘုံဆိုလေလွင့်ပြီးတော့မော်တော်ကားပေါ်လေလွင့်ကြသွားသူ့အုတ်ထုပ်ကောက်ချင်လို့မလို့ကားပေါ်ခုံးစင်းတာသူကလှဲထင်နေတာသေရောနေရတယ်ဒီကားဟာဒီလိုပြုနေစက်အတွေ့အကြုံသူမသိဘူးမိဘကနေအတွေ့အကြုံသိတဲ့မိဘကနေဆွဲဖို့အချိန်မရလိုက်ဘူးကန်ချီတာသေရောအဲ့တော့အတွေ့အကြုံစာဘယ်လောက်ကြောက်ဖို့ကောင်းလဲအဲ့ဒီအတွေ့အကြုံကိုပြန်ပြီးသင်ပေးတယ်လို့မရှိရင်သေတောင်သေတတ်တယ်
အခုဒါကြောင့်မလို့သေတာတွေအများကြီးဖြစ်နေတယ်ပေါ့ဥပမာဆိုတော့ AIDS တို့အခုနာမည်ကြီးနေ HIV တို့ AIDS တို့စာတွေကအဲ့အများကြီးသေနေတယ်အများကြီးဖြစ်နေကြတာပဲအခုဒါကြောင့်ကျွန်တော်ဆောင်းမရေးတယ်ဒီဈေးကွက်ဆိုတဲ့ channel ထဲမှာကျွန်တော်ဒါတွေရေးနေရတယ်ဘာလို့ဆိုဘယ်လိုကုရမှလည်းမသိဘူးဘယ်လိုကုနာမှကုမှလည်းမသိဘူးဘယ်လိုရက်တည်နေရတယ်ဆိုလည်းမသိဘူးဟုတ်လား ARD ဆိုစီရှိတယ်ဆိုလည်းသူတို့မသိဘူးဒါပြောချင်တယ်ဒီဗျခေါင်းတော့ဗျပညာသည်ပြင်နေအသက်ကိုညံဆောင်တယ်အဲ့ညံကိုထိန်းကွပ်ထားတာပညာဒါကြောင့်ပညာသင်ရတယ်ပညာဆိုတာဘာလဲအကြောင်းကိုသိခြင်းအဲ့အကြောင်းကိုသိအောင်ဘာလို့ပညာသင်ပေးရတယ်ဘယ်သူကသင်ပေးတယ်မိဘကသင်ပေးတယ်နောက်ဘယ်သူကသင်ပေးလဲဆရာကသင်ပေးတယ်ပညာသင်တယ်ဆိုတာဘာလဲပြန်တွေ့တယ်အတွေ့အကြုံနဲ့အတွေ့အကြံကိုလက်ဆင့်ကမ်းခြင်းဒါပညာသင်ပေးတာပဲရတယ်နော်ကောင်းပြီကျွန်တော်ဆက်ရအောင်လို့အဲ့တော့ပညာသင်ပေးတဲ့ဥစ္စာမှာခုနကပြောတယ်ဆိုစကားနဲ့သင်တယ်လို့ကျွန်တော်ပြောခဲ့တယ်စကားနဲ့သင်လိုက်တဲ့ဥစ္စာမှာခုစကားကျွန်တော်ပြောတယ်ဆိုတာကျွန်တော်ကြားတယ်အသံပဲကြားတယ်စကားပြောတာဒါပေမဲ့အဲ့ဒီဥစ္စာကိုလူကဘယ်လောက်ထိအောင်တော်လာလဲဆိုတဲ့ခါကျတော့ written ခေါ်တာပေါ့အရေးအခရာနဲ့တိကတာပြတာတဝေထိုးရကောက်ရေးထားတယ်ဖတ်လိုက်တဲ့ဘာပြောရေရှိသလားသူဒီပုံမှာရေးထားအခရာပဲခုကျွန်တော်ကနေပြီးတော့စာလေးရေးပြလိုက်မယ်ခန္ဓာမှုပြောတော့အော်ဘီဂျောတော့ပေးစမ်းပဲအော်ဘီဂျေကြီးမှာရေဖတ်လိုက်မှာဟာဆရာရေလို့နေပြီလာပေးမှာပေါ့ကြည်စားသင်္ကေတပဲအဲ့စားဆိုတာဟာအတန်ရဲ့သင်္ကေတပဲစာရေးတယ်ဆိုတာကိုပြောချင်တဲ့စကားကိုအခရာနဲ့ရေးလိုက်တာပဲအဲ့ဒါကြောင့်မို့လို့ဆရာအရေးကြီးတော့မယ်နော်အဲ့ဒီဒါကြောင့်မလို့စာသင်တဲ့ကြောင်းများများရှိလေလေအဲ့မြို့ကောင်းလေလေအဲ့ဒီစာသင်ကျောင်းကိုအားပေးလေလေအဲ့မြို့ထုံးကားလေလေအဲ့ဒီနောက်ဆက်တဲ့တော့စာကြီးတိုက်ဟောဒီမှာဝိဇ္ဇာတမလားစာကြီးတိုက်ခုနဆရာတော်ဦးမေးရသေးတယ်တမ္ပရာအခါခတ်သိမ်းဆိုလည်းရှိရဒါပါဆိုပြည်စုံရင်တဲ့ဝိဇ္ဇာတမ္ပရာဆိုအသိဖြင့်ပြည်စုံတော့ပေါ့စာကြီးတိုက်တယ်ကျွန်တော်တို့တိုင်းပြည်ကခက်ပုံကနော်ဒါဆရာတော်ဘုရားတို့ဗျာဒီတော့ခွင့်လွှတ်ပါဗျာပြီးတော့ပြောရတော့မယ်ကျွန်တော်ရွှေတုံဘုရားကြီးသွားပြီးရွှေချတယ်ခလေးတွေစာကြီးတိုက်ကိုစာအုပ်လှူရကောင်မှမသိတဲ့တိုင်းကြီးနှလုံးသားမှာဘုရားတည်ရတယ်လူငယ်တွေကိုရွှေချမှအနာဂတ်တောက်ပါတယ်ဘုရားတွေတည်လိုက်တာဟိုအင်ဒိုနီးရှားတို့စင်ကာပူတို့အဲ့ဒီမှာအကုန်လုံးဖရားတွေတည်ခဲ့တာပေါ့အခုကျမွတ်စလင်ကြီးဖြစ်နေဘယ်မလို့ဘုရားဘာသာပြတိုက်ဖြစ်နေအဲ့ဒီဖရားတွေကပြတိုက်ပဲတိုးရစ်ပေါ့နိုင်ငံသားတွေလာရင်ပိုက်ဆံတောင်းစားတဲ့နေရာပဲဖြစ်တယ်စင်ကာပူဆိုတာတော့မှစင်ကာပူဆိုတာဗမာလူပဲပြောတယ်တိန်ကပူရတိန်ကဆိုတာချင်းသိပူရဆိုတာမြို့ချင်းသိဥကောင်းတဲ့သူတော်မြို့ဆိုတဲ့ပဲရှိတယ်ကွာလာလမ်ပူရအကုန်လုံးပူတွေအဲ့ဒါတွေအကုန်လုံးကဗုဒ္ဓဘာသာတွေကြီးပဲဗုဒ္ဓဘာသာဖြတ်ကျက်သွားတဲ့ခါကျဘုရားနေသာသနာပြုလို့ကိုယ်တိုင်ကိုယ်ဌာနလွတ်တဲ့ခါမှာဟိုးအိန္ဒိယပြည်တောင်ကျောင်းအိန္ဒိယပြည်မြောက်ကျောင်းမြောက်ခီးတောင်ခီးပေါ့ဟိုးမြောက်ခီးကမဟာယာနဖြစ်သွားတောင်ခီးကထေရဝါဒဖြစ်သွားတောင်ခီးကသွားလွယ်တယ်ဟောဆိုတီယိုကျွန်းရောက်တီယိုကျွန်းကဆိုလှေနဲ့ဆိုတော့လွယ်တာပေါ့ဘာမှအတားဆီးမရှိဘူးဟိုးမြောက်ခီးကသွားတဲ့ဘုန်းကြီးတွေကြတော့ဟိုးမှာဟိမွန်တာတောင်ကြီးကျော်ရတာကျော်ရတဲ့ခါကျအဲ့ဘုန်းကြီးတွေမှာတိတ်ဒုက္ခရောက်တာအင်မတန်ဒုက္ခရောက်တဲ့ခါကျတော့အဲ့မှာမဟာထေကြီးတွေလို့ခေါ်တယ်ကျွန်တော်အဲ့မဟာထေကြီးတွေဆိုခွင့်ပန်တာသူတို့ကရေထုံကျင့်တယ်ရေထုံကျင့်တယ်ဆိုတာရေအောက်ကနေပြီးတော့ကျင့်တာပေါ့ဗျာရေကတော့အောက်မှာအငုတ်ခံနေခုကျွန်တော်ခမရတို့နားလေတော့အတွင်းအားကျင့်စဉ်ပေါ့ဗျာအဲ့ဒါပဲကျွန်တော်ရှင်ဗျာတပည့်တော်တို့မှာအတွင်းအားကျင့်စဉ်တော့ယူရစီတပားသူရဲ့အသက်ကိုတော့မတတ်ပါဘူးသို့တော်လည်းအတွင်းအားကျင့်စဉ်နဲ့ရန်သူတွေခုခံနေတော့လွတ်ခွင့်ပေးပါဗျာဆိုခွင့်တော့ကမဟာထေကြီးကနေခွင့်ပြတယ်မှာသွားတဲ့ခါကျတရုတ်ပြည်ရောက်သွားတာအဲ့တရုတ်ပြည်ရောက်သွားတဲ့ခါကျဘယ်ဒေသရောက်လဲဆိုသူကမဟာခုနကပြောတဲ့ထေရဝါဒပေါ့ခုနဟိုမဟာယာနပေါ့အဲ့ဒါနဲ့ရောက်သွားတာရောက်သွားတဲ့ခါကျမှတရုတ်ပြည်မှာဘယ်သူနဲ့သွားတယ်တရုတ်ပြည်ရဲ့အရေးလက်သီးလို့ခေါ်တယ် shadow box ပါသိလားဟောပြကြ shadow box ဒီဘာမှမပါဘူးလက်သီးအားဆိုင်ပြီးထိုးတယ် shadow box လို့ခေါ်တယ်အရေးလက်သီးလို့ခေါ်တယ်အဲ့ဒီကနေသွားတွေ့တယ်
တွေ့တော့မှသူတို့အတွင်းအားနဲ့ရှေ့တိုးပေါက်ဆက်ပေါက်လိုက်တဲ့ခါကျမှအဲ့ဒီမှာတိုင်းတစ်မျိုးဖြစ်သွားအဲ့ဒီဒေသကဘာလဲဆိုတော့ရှောင်းလင်လို့ခေါ်တယ်ရှောင်းလင်ဆိုအဲ့ဒါအဲ့ဒီမဟာယာနဘုန်းကြီးတွေလောက်သွားတာအဲ့ဒီရှောင်းလင်ကနေပြန်သွားတဲ့ခါကျမှဟိုးပဲရောက်သွားတဲ့ခါဘယ်သွားဂျပန်ပြည်ရောက်တယ်ဂျပန်ပြည်ကဘယ်ရောက်သွားဆိုခါရာတေးဆိုတဲ့နေရာရောက်သွားတယ်ဒေသနောက်ကြကိုရီးယားရောက်တော့ကိုရီးယားမြောက်ပိုင်းရောက်တော့ဘယ်ရောက်သွားဆိုတိုက်ကွမ်ဒိုဆိုတဲ့ဒေသရောက်တာအဲ့တိုက်ကွမ်ဒိုရဲ့ခုနခါရာတေးရဲ့အဲ့ရှောင်းလင်းရဲ့အဲ့ဒါကြီးကိုတော့အိန္ဒိယပြည်ကသွားတာကြီးဘယ်ရောက်ကုန်မှလည်းမသိဘူးဟောဘိကြီးဟာလည်းဘယ်ရောက်ကုန်မှမသိတော့ပညာသင်တာကနေရှောက်ပြောတာထားလိုက်ပါတော့အဲ့ပညာကိုသင်တဲ့ဥစ္စာမှာခုနကတစ်ဆင့်ကစာနဲ့ရေးသင်ရတယ်စာနဲ့ရေးတော့မှပိဋကတ်တော်ဖြစ်လာအဲ့ဒီပိဋကတ်တော်တောင်မှပထမဆုံးဆရာတော်တို့သိပြီလားမင်းတို့သိမှာမဟုတ်ကလေးတွေပြောတာပထမဆုံးသံဃာနာတင်တော့နှုတ်နဲ့သံဃာနာတင်ရတာအဲ့မှာဗုဒ္ဓဘာသာကိုဖျက်ဆီးလို့မလို့ဟိန္ဒူဘာသာဖျက်ဆီးလို့မလို့အဲ့ဘုန်းကြီးတွေဟာသဲဘူးထဲမှာလှိမ့်ပြီးတော့အဲ့ပိဋကတ်ကိုပြန်ခဲ့ရနှုတ်တိုက်ပြန်ခဲ့ရတာပြန်ပြီးတော့မှနောက်တတိယအကြိမ်ကျမှသံဃာနာတင်လို့ရတယ်စတုထအကြိမ်ကျတော့မှရောက်တဲ့အခရာတင်တယ်ပြစ္စမအကြိမ်တင်မယ်လုပ်တဲ့ခါကျတော့ဒီဟိုပြစ္စမအကြိမ်မှာတင်တယ်လေဟုတ်လားရောက်တဲ့အခရာသတ္တမအကြိမ်တင်မယ်လုပ်တဲ့ခါကျပိဋကတ်သုံးပုံပြန်နိုင်တဲ့ဘုန်းကြီးမရှိတော့မှပိဋကတ်သုံးပုံနှုတ်တိုက်ပြန်နိုင်တဲ့ဘုရားမရှိဘူးဆိုတဲ့ပြောတဲ့ခါကျတော့မှအရှင်ဝိစိတ္တသာရဘိဝန္တပြီးတော့တာဝန်ယူရမယ်ဗျာပြီးတော့လုပ်ပါမယ်အဲ့ဒီမှာသူပြန်တော့မှခေါင်းကသံဃာနာဖြစ်သွားတာသံဃာနာဆိုရွတ်နိုင်တဲ့အစအဆုံးပိဋကတ်သုံးပုံအစအဆုံးရွတ်နိုင်တဲ့သူရှိမှဒါကြောင့်မလို့အာနန္ဒာရှင်အာနန္ဒာသိအောင်ဖို့ကောင်းတယ်ပြီးတော့ရှင်အာနန္ဒာမှာသိအောင်ဖို့ကောင်းတာတို့ literature နဲ့ပြောလို့ရှိမှာပါယတ္တစာပေသဘောနဲ့ပြန်ရှင်အာနန္ဒာကလေမင်းပိဋကတ်သုံးပုံတင်တဲ့အခါမှာသူ့စကားမပါဘူးနော်သူ့အတန်မပါအောင်ပြောတတ်တယ်ဟာသိအောင်ဟောတာဒါမင်းမလို့ပြောကြတော့ကိုက်ထားပါတော့ကွာအော်ဘီဂျင်ကဆိုပြောနေမင်းတို့နဲ့တခြားစီဖြစ်ကုန်တယ်ပြောချင်တာအဲ့ဒီလိုလုပ်ခဲ့ရအဲ့တော့ပြောချင်တာကတကယ်ကိုမြို့ကိုချစ်လို့ရှိရင်ဖယားကိုရွှေချတဲ့ဥစ္စာချပါကောင်းပါဂုံယူပါလေဒါမဲ့လို့လူငယ်တွေကိုရွှေချဖို့လေလူငယ်တွေကိုရွှေချဖို့ဘာလို့ဖို့လဲဆိုဟောဒီစာကြီးတိုက်အခုမျိုးတွေမှာကြီးစံကြည့်တယ်ခုမင်းတို့ပြောလိုက်မယ်ငါမျိုးထဲမှာလုတ်ခဲ့တဲ့စာကြီးငါတောင်ကြီးမှာငါစားလုတ်ခဲ့တာပြောရမှာကွာစိတ်နာစရာကောင်းတာတွေဟောတယ်ပြီးတော့မှဖမ်းချုပ်ခြင်းလဲချုပ်ပေါ့ဒါမှချုပ်စရာလည်းမရှိတော့ဘူးသူအချီနဲ့အမရှိတော့ချုပ်မှာမဟုတ်ဘူးအဲ့မှာတောင်ကြီးမှာငါစာကြီးလိုက်မရှိဟိုးရှေ့ခေတ်တုန်းကအင်္ဂလိပ်ခေတ်တုန်းကစာကြီးတိုက်ရှိမရှိတဲ့ခါကျတော့တထေးတွေကြီးတနေ့မှကြောက်ဒီလိုပဲညစာပေါ့ငါစာပြီးဟောပြောလဲမို့အဲ့ဒီမှာရောက်သွားရင်ထွန်းနေတော့အဲ့ဒီမှာနေဦးလို့ချင်းနိုင်လို့မင်းဟိုကောင်းနေပါနဲ့တပည့်လေးသိချမ်းသာတဲ့ကောင်းနေမင်းတို့ချမ်းသာတယ်လို့ငါပြောမယ်စာကြီးတိုက်ဖြစ်အောင်လှုပ်ဆမ်းပါလို့အဲ့မှာမြို့နယ်ဥက္ကဋ္ဌဖြစ်နေတဲ့ဥလှကြိုင်ဆိုတာပါတယ်ကိုလှကြိုင်လည်းပါတယ်သူကအရင်ကတည်းကသိရဘူးတဲ့ကိုလှကြိုင်လို့ခင်ဗျမြေနေရာပေးတော့လို့မြို့အလယ်ကိုပေးစီခြင်းနဲ့ပေးမလားကျွန်တော်ကြိုးစားမယ်ပေးစမ်းကွာလို့ဟဲ့ရောမင်းတို့ငါအောင်သိတော့စာရေးဆရာတော်စာလေးရေးပြီးထမင်းစားတာချမ်းသာတော့ဟောဒီမှာငါငွေတစ်သိန်းပေးတယ်ကွာမင်းတို့သိမ်းမများစွာချမ်းသာတဲ့ကောင်မလုံနိုင်ဘူးလားဆိုချာတော့အဲ့ဒီမှာပြောနေ၄၅၆သိန်းအခုစာကြီးကြီးဟိနေပြီကွန်ပျူတာ၃လုံးရှိတယ်စာကြီးဖြစ်ပြီဆိုလို့ရှိရင်သတိထားအရေးအကြီးဆုံးချက်ကစာကြီးတိုက်မှုခန့်ရတယ်စာကြီးတိုက်မှု2000ပေးရ3000ပေးရအချိန်ပိုင်းနဲ့ခန့်လိုက်တာမခန့်လို့ရှိရင်အဲ့စာကြီးပြက်ပြီးတော့အောင်းပြီးတော့ဟိုကောင်ကငှားသွားပြန်မပေးဒီကောင်ကပြန်မယူလာနဲ့ပြီးရောစာကြီးတိုက်မှုခန့်ရတယ်သူ့တာဝန်ရှိတယ်အဲ့လိုခန့်ရတယ်ပထမဆုံးတစ်ချက်ကစာကြီးတိုက်မှုခန့်ရတယ်နော်စာကြီးတိုက်နေရာရှိရတယ်နောက်ဒီတဲ့ပို့ပြီးကောင်းတဲ့ဥစ္စာအဲ့ဒီစာကြီးတိုက်နားမှာကစားခွင့်ရှိရင်ကောင်းလို့ကလေးကစားခဲနေတဲ့ကိစ္စကျွန်တော်လူကြီးတွေကကလေးတွေကြကမြင်းညောထားတယ်လူကြီးကြအားကစားတယ်တစ်ချက်တည်းကျင်းဝင်ဆိုသတင်းစာတက်တော့ပါလိုက်တယ်တစ်ချက်တည်းကျင်းဝင်တော့ပါစဘာအထွက်တူးတော့ရတယ်ဒါမှသတင်းစာအဲ့ဒါထည့်ပြီးတယ်လူကြီးကြအားကစားတယ်ကလေးကြကမြင်းညောထားတယ်ကမြင်းညောထားမှာပေါ့ကမြင်းညောဆိုသိစမ်းရှိတာမဟုတ်ဘူးတကယ်ခင်ဗျားတို့သိချာစဉ်းစားကြည့်ဖို့ကျွန်တော်ပြောမယ်
အကုန်လုံးကိုဗျာတခါကျွန်တော်အပေါ်ကနေတက်ပြီးဆရာလုံနေတယ်ဆိုလို့ရှိရင်ပြောတော့ဗျာနောက်မှခင်ဗျားတို့ကြုတ်မခေါ်နဲ့တော့ခင်ဗျာခလေးကကမြင်ရမှာဘာလို့ဆိုတော့သူကလူမကြီးလို့ဟိုဆရာတော်ဒေါက်တာယေဝရပြောသလိုပဲဒေါက်တာယေဝရဟိုဘာမင်ဂန်ဆရာတော်ခေါ်တော့သူနဲ့ကျွန်တော်ကအင်တာဗျူးလုပ်ပြီးတယ်အဲ့ဆရာတော်ဘာပြောလဲဆိုတော့ဒကာကြီးဥအောင်တင်ဟာကျုပ်ပြောမယ်ရုပ်နဲ့နာနဲ့ကျုပ်ပြောနေတာရုပ်ရဲ့နာရဲ့ကိုမရှိဘူးဖြစ်တယ်ပြက်တယ်ဖြစ်တယ်ပြက်တယ်အဲ့အစင်လေးပဲရှိတာတော့သူပြောတာကျွန်တော်လက်ခံတယ်ထားလိုက်ပါလားဒါနိဗ္ဗာန်ရောက်ကြောင်းနဲ့ရောက်သွားလိမ့်မယ်ဒါကိုတော်ဘုရားတို့ဆက်စင်လာလိမ့်မယ်အောင်သိကိစ္စမဟုတ်တော့ဖြစ်တယ်ပြက်တယ်မှန်တယ်ဒါမဲ့ခလေးကြတဲ့ခါကျတော့ဖြစ်ပြက်ဖြစ်တာသုံးပြက်တာတစ်ချက်သူကဖြစ်တာများနေတော့အကောင်ကြီးလာတာပေါ့အကောင်ထွားလာတာပေါ့ပိုးစားနိုင်တယ်ပိုးအိတ်နိုင်တယ်အားခွန်လာတတိယတိုးလာဘာလို့ဆိုဖြစ်တာသုံးချက်ပြက်တာတစ်ချက်ဖြစ်ပြက်အဲ့တော့ဖြစ်တာများလာတဲ့ခါဘာကြောက်ဆိုတော့သူ့မှာ energy လို့ခေါ် energy ဆိုတာအင်္ဂလိပ်လိုပြောတာဗမာဆိုစွမ်းအင်ပေါ့နော်စွမ်းအင်ပေါ့အဲ့ energy ကများလာအဲ့စွမ်းအင်များလာတဲ့ခါကျဖြစ်တာများလာတဲ့ခါကျဒီကောင်ကဖြစ်တာများနေတဲ့ခါကျဒီကောင်ခြေထောက်တွေကငြိမ်လို့ကိုမရဖြစ်တာများနေတော့ရွာစီဖြစ်လာဒါအဲ့ကလေးတယောက်ရွာစီဖြစ်နေဒိဗေရှိတယ်ကလေးတယောက်ငြိမ်နေလို့ရှိရင်နေမကောင်းလို့အဲ့ဒီကောင်ဖိတ်ကူပြီးတော့မငြိမ်ရဘူးကလေးဟာရွာစီဖြစ်နေတာဒါမှရွာစီလည်းဖြစ်နေလေကောင်းရဲ့တန်းနဲ့အခန်းထဲမှာငြိမ်နေပြီဆိုရင်အဲ့ကောင်သတိထားအထဲထဲမှာနိုင်ပြက်နေလားပါတခုဖြက်နေအဲ့ဒါသတိထားဒါသဘာဝမောင်ရင်တို့မတွေ့ဘူးလားအခုအောင်သေးပြောနေတာတခုမှအဆမ်းမပါဘူးမောင်ရင်တို့အိမ်ထဲအကြောင်းတွေငါပြန်ပြောနေတာဖြစ်တော့ရွာစီပေါ့ဒီမဲ့ခလေးကြည့်ရလားမှတ်ထားပါတော့သူတို့ငယ်တော့လားမှတ်ထားအလီတိုင်ရတယ်ပေါ့ဗျာဟောနေလီတစ်တလီနေငါးလေး30နေရောက်လေးစနေတိုက်တယ်ဆိုအဲ့ဒါတိုင်နေဆိုတာရိုးတိုင်လို့ရလားခင်ဗျတကယ်တမ်းကလေးတွေအလီတိုင်နဲ့သွားကြည့်နေချာလီဆဲနေခဏလီဆဲလေးဟုတ်ကောလှမ်းတွေ့ရသေးတယ်ဟာသူကရွာစီပြည်တယ်သူကခဏပြောတယ်အပူစွမ်းအင်တွေထွက်ဟုတ်လားအဲ့ဒီကနေရောနောက်ကြတော့ဖြည့်ပြက်ဟောဖြည့်ပြက်ကနေဖြည့်ပြက်နောက်ကြဖြည့်ပြက်နောက်ကြဖြည့်ပြက်ဟောအောင်တဲ့ကြဖြည့်ပြက်ဖြည့်ဟာလာသွားပြီအဲ့ရတဲ့လဲနေပြက်တာနှစ်ချက်လေဖြစ်တာတစ်ချက်ကဲအဲ့တော့ခလေးကစားနေရမှာနောက်ပြီးတော့ခလေးကစားတယ်ဆိုတဲ့ကိစ္စခင်ဗျားတို့ပေါ်တီပေါ်စာထင်းနေတယ်ခလေးတွေကစားတယ်သိအတိတ်ပဲရှိတယ်သူတို့ကစားခွင့်ကိုပေးရမှာခင်ဗျားခလေးတွေထုတ်စီးထုတ်တယ်ဘာလို့ရတာပထမဆိုစီးဆွဲရတာဂျင်ပေါက်တယ်ဘာလို့စီးဝမ်းရတာအဲ့ဒီစီးအပြင်ထွက်ရင်ဘယ်လိုစီးအတွင်းဝင်ဘယ်လိုအဲ့ခေါင်းစည်းကိုထိရင်ဘယ်လိုအလျားစီးရထိဝင်ဘယ်လိုကိုစီကဒီစီးကံကိုခလေးတွေဆွဲတာအဲ့ဒီတိုင်းပဲဂျင်ပေါက်တယ်အပြင်ထွက်သွားဆိုဒီကောင်ခံဆိုခံမယ်ဘာမှပြောမနေခံလိုက်ပဲကိုကဂျင်ထွက်သွားတာဟုတ်သူကခလေးတွေဆိုခလေးတွေကသူတို့ဆွဲတဲ့စီကံသူတို့လိုက်နာတယ်လူကြီးတွေကသာကိုဆွဲတဲ့စီကံမလိုက်နာရင်ရှိရမှာမင်းတို့ငါရိုးပြောတာနော်မင်းတို့လှုပ်တာနဲ့ရာဇဝမှုဖြစ်နေဦးမယ်ငါတကယ်ကိုရိုးလေးပြောတာခလေးတွေကသူတို့ဆွဲတဲ့စီကံသူတို့လိုက်နာတယ်လို့ပြောတာမဟုတ်ဘူးလားကဲလူကြီးတွေမလိုက်နာမသိဘူးလေငါပြောတယ်ဆိုမလိုက်နာမသိဘူးဒါမှခလေးတွေလိုက်နာကိုဆွဲတဲ့စီကံကိုရိုးသေးတယ်ဟိုကောင်သူ့ဂျင်ခါရဲဆိုပဲ့သွားပါစေပေါက်တဲ့ကောင်ကဂျင်နဲ့ပေါက်လိုက်ရဆိုမှခါတော့ဘာမှလည်းဆိုင်တာမဟုတ်ဘူးပြန်စဉ်းစားကြည့်ခင်ကိုဂျင်နဲ့ပေါက်လို့ကိုဂျင်ခြေတော့ကနေပြီးတော့ပေါက်ချင်းတန်ညုံပေါက်ထိပြီးတော့ဟိုကောင်ဂျင်များစိုက်ခင်ပဲ့သွားလိုက်ဟာကောင်းလိုက်တယ်ကွာအမေဂျင်နမ်းလိုက်သေးတယ်နန်းတော့ဘာရတာရှိမွေးတာလည်းမဟုတ်ဒါပေမဲ့သူတို့မှအောင်နိုင်ရင်ဘာလို့ဆိုလူဟာလား we want to conquer လူဟာအောင်နိုင်ရင်လည်းတော့အောင်နိုင်ရတဲ့ဥစ္စာလူကအရသာဒါကြောင့်မို့ခလေးတွေဟောလူကထိုင်မျိုးပေါ့တက်တာတွေ့ဘူးလိမ့်မယ်မရရအောင်တက်တာအတစ်တက်ပြီးလဲပြီးရောပြန်ဆင်းတော့မဆင်းနိုင်တော့အဲ့ကြမှာអော်တော့တာဘာလို့ဆိုတက်တာနဲ့ဆင်းတာသိခဲ့တယ်တက်တာလွယ်မဆင်းနိုင်ရင်ဟော်ရိုးကြီးကျသွားတယ်ကျွန်တော်ပြောတာဟုတ်လားခင်ဗျားတို့တစ်ပင်မှာအတက်နဲ့အဆင်းမှုပါလိမ့်မယ်တက်ဖူးပါလိမ့်မယ်ကျုပ်လည်းတက်ဖူးတယ်ဆင်းလို့ရှိရင်ခင်ဗျာဟာခြေတော့ကဟိုစမ်းလိုက်ဒီစမ်းလိုက်နဲ့ဘယ်နေရာဆမ်းလိုက်ရမှာမသိခင်ဗျာဟ
လေကားပါရင်တော့တမျိုးပေါ့အဲ့တော့တဲ့ရတာသိခက်တယ်လို့မထင်အောင်ဆင်းဖို့ကြတော့လိမ့်မကြအောင်လုပ်ရတယ်သိခက်တယ်အဲ့တော့ကလေးတွေအဲ့ကြအော်ပြီးဒါကြောင့်မို့ကလေးတွေကျွန်တော်ကအပြစ်မတင်နဲ့သူတို့ကိုဒိဋ္ဌာပါကစားကွင်းလုပ်ပြီးပါစာကြီးတိုင်းနဲ့ကစားကွင်းကနီးရမယ်အေးအောင်ကလေးတွေပါလားလာတယ်ဆရာတဲ့ဘယ်နဲ့နေလို့တော့နည်းနည်းတော့သိခံရတာပေါ့ဆရာရဲ့တဲ့ဘယ်လိုသိခံရလဲကလေးကဆော့လို့လားမဟုတ်ဘူးတဲ့တခါလေးကသမီးကအမှန်တမ်းပြောရှင်9 နာရီဆိုသမီးစာကြီးတိုင်းပြေးရမယ်ပြန်ရမယ်တဲ့ဒါမှမဟုတ်တခါလေး9 နာရီထိုးသည့်ချိန်ခေါင်းအဲ့ကလေးတွေဒီတော့အမခဏလေးတော့ကျွန်တော်မပြီးတတ်သေးလို့နော်အမခဏလေးနော်ခါလေးရရဲ့သူတို့ခဏလေးကိုကသိခံရတာပေါ့တဲ့တခါလေးနိုင်ဝဲလောက်ကြတယ်ဒီပေါ်သမီးရဲ့ကုသိုလ်ရတယ်လို့အောက်မိပါရုပ်ပြီးတော့ကြာစာအုပ်တွေကဟာဆရာသိအောင်ဆရာကောင်းတာသမီးတဲ့စီတဲ့ဥစ္စာမဲ့သမီးတဲ့ညီတယ်တဲ့ညီညောင်ထပ်တာပြီးတဲ့ပြီးကြမှာတခါတပြည့်စီတွေကုန်လှည့်ပြီးတော့ဖြားတွေပဲအကုန်လုံးသိပြီသူတို့လောက်သွားတာတော့တဲ့သမီးတစ်ခါမှမလုပ်ပါဘူးဟာကြည်လားသူတို့တာဝန်ကိုသူတို့သိလာတယ်တစ်ဖက်သားကိုအခွင့်အရေးတောင်းတယ်အဲ့အခွင့်အရေးရကိုတော့ကစားနည်းနည်းထပ်ကြည့်ပြသေးလို့အခွင့်အရေးတောင်းတယ်အဲ့အခွင့်အရေးရအဲ့အမယူသူရောချိပေးတယ်ကလေးတွေနော်အောင်ဆရာသိကောင်းတယ်နော်ဒါကြောင့်မလို့သူတို့ကိုပြောခဲ့တာရှိတယ်သမီးလို့ကလေးတွေကိုလူရသွင်းမှာသမီးရဲ့ကလေးတွေကိုလူရမသွင်းလို့ရှိရင်ခွေးရဝင်သွားမှာပေါ့လူရသွင်းရတယ်သူတို့အတိမတ်ပြရတယ်ကလေးတိုင်းဟာသူတို့အတိမတ်ပြရှင်မလီသားလေးကလိန်မာလိုက်တာနော်ဖေဖေဆေးဘောလေးယူလာပေးတာဟုတ်လားအမလီလိန်မာလိုက်ဟာဒါရေးကြည့်တယ်ဒါပိုက်ဆံပေးတာတဲ့အရေးကြီးတယ်အသိမှတ်ပြရတယ်လူချင်းဟာတယောက်ကိုတယောက်အသိမှတ်ပြုခြင်းအပြင်ရှင်သန်နေကြတယ်ဆိုတော့သဘောပေါက်ပါဒီလိုပါဇက်ကနေ thank you ဆိုမျိုးလုပ်ပါတယ် thank you ဆိုတာဟုတ်ပါတယ်မှန်ပါတယ်အသိမှတ်ပြုတာဒါမလို့ပြောရတာပေါ့ခု OBJ ဆိုရင်လည်းဒီလိုပြောကြည့် OBJ ကျေးဇူးတင်တယ်ဟိုမဲ့ခုဖရဲအကောင်ဟိုကောင်ကပ္ပိယလို့ခေါ်တယ်အဲ့ကပ္ပိယတိတ်နိုင်ဘသူဒီတော့လာတယ်ကျွန်တော်စီလားကျွန်တော်အသိမှတ်ပြုတယ်သူဒါအသိမှတ်ပြုတာပဲရေးကြည့်တာအဲ့တော့ပြန်ပြောချင်တာစာကြီးလိုက်ဖွဲ့ပါနောက်ပြီးတော့လူတွေကတော့ကျွန်တော်ရွာတော်ကိုစမ်းကြည့်ပြီးလုပ်ကြည့်တယ်ဖြစ်မလားဖြစ်လားမသိသေးဘူးပြီးွားကျုံးမဘက်ကရွာအင်ဂျီဘယ်လောက်ရှိလဲလို့ပဲတဲ့ခါကျအင်ဂျီကဘာလို့ရှိ2000ကျော်လောက်ရှိမိသားစုဘယ်လောက်ရှိပါမိသားစုက2000ကျော်မှာပေါ့ဆရာတဲ့မင်းတို့အဲ့မိသားစုတစုဒီစာကြီးလိုက်တော့တလောက်ကိုလို့ပြောလို့လက်ဖေးတစ်ခွက်ဖိုးပေးပါလို့တော်ပြီပိုးမတောင်းနဲ့နော်လို့နှစ်ခွက်ဖိုးမတောင်းတလောက်ကိုလက်ဖေးတစ်ခွက်ဖိုးပဲပေးလို့မင်းတို့လက်ဖေးတစ်ခွက်ဘယ်လောက်ပေးအောင်200တဲ့အဲ့200ပုတ်กว่า200လို့သွားမပြောနဲ့နော်လို့လက်ဖေးတစ်ခွက်ဖိုးလှူပါလို့ပြော200ဆိုရင်ပိုက်ဆံဖြစ်သွားတယ်လက်ဖေးတစ်ခွက်ဖိုးဆိုနားတာတယ်ဒါမှသူ့ပြောရဲလက်ဖေးဈေးတဲ့နောက်ထပ်တက်မှာနော်လို့ပြောခဲ့လို့အဲ့ဒါကိုကိုင်းစီစမ်းအိမ်အောင်စုကိုကျွန်တော်ပြောမယ်100ရှိရင်တအိမ်ကိုလက်ဖေးတစ်ခွက်200နဲ့ဆိုအိမ်အောင်စု100ရှိရင်2000ဟုတ်လားတကယ်လို့1000ရှိလို့ရှိရင်2သိန်းပေးစမ်းပါလေစာကြီးလိုက်ဘူးနှစ်ယောက်တည်းမကောက်ဘူးကွန်ပျူတာနောက်ထပ်တစ်လုံးနှလုံးဝယ်နိုင်သေးတယ်9လစီကွန်ပျူတာနဲ့ဒါ OBJ ဒါ OBJ အမေအရင်ကစာအုပ်ထားတယ်ခမည်းစာအုပ်ထားတာဘယ်လောက်ရှိတော့လဲပြန်မပေးဘူးနော်ဟုတ်လားခင်ပြန်ပြီးပါဦးခင်ဂုယူခြင်းအဲ့ဒါပြန်ယူရပါဟာဒီ OBJ ဆိုနေလိုက်တန်းထွက်တယ်ဒါလွယ်လေးရဲ့အဲ့ဒီဥစ္စာလဲတင်းတဲ့ဥစ္စာလဲမခက်ဘူးကုစာကြီးတဲ့ကိုလုတ်ကြည့်စမ်းပါလားဘယ်သူလုတ်လဲကိုင်းဖះရွှေချလိုက်လို့ရှိရင်ချက်ချင်းကမန်းကရန်နိဗ္ဗာန်ရောက်တော့မှကြာတာနှလုံးသားကြာရွှေမချဘူးလူငယ်တွေရဲ့နှလုံးသားကိုရွှေချမှအနာဂတ်တော့ပါဖះကြီးရွှေချနေတော့ခုနကပြောတဲ့လူငယ်တွေကိုရွှေမချလို့ရှိရင်ခုနကအင်ဒိုနီးရှားဖះတွေလိုပဲပြလိုက်ဖြစ်သွားတယ်အခုကြတော့တွေ့တဲ့အတိုင်းပဲတောင်ပေါ်မှာဖះတလဲလဲနဲ့အောက်ကချင်းတွေကခရိယန်ဖြစ်နေကြေခွဲစရာထားပါတော့အဲ့တော့လူငယ်တွေဒီနေ့ညလူငယ်တွေတည်ပြီးပြောမှာခု7 နာရီလည်းဆိုးပါနေတော့ကြတော့ဟိုကလေးလေးလည်းစိတ်ညစ်မှဆိုရတယ်အရင်ကဘုန်းကြီးတစ်ပါးတရားဟောတဲ့ခါကျတရားမချတော်နဲ့မချနိုင်တော့မိမတယောက်ကတခါသူကလေးရေဝင်နဲ့အိပ်ပြောနေကလေးကိုစိတ်ဆွဲဆိုဟောတော့မှသေချင်းစိုးတိတ်နင့်အဖေကခုထက်တည်းတရားမချသေးဘူးလို့ပြောခုလေ
အဲ့တော့လူငယ်တွေကိုပြောချင်တာမင်းတို့ပညာသင်ပါပညာသင်တဲ့ဥစ္စာမှာပထမဆုံးအချက်ကပေါ့အသက်ရှည်ဖို့တဲ့ကျမ်းမာအောင်နေဖို့လို့ဆိုတာပညာတတ်ပညာမတတ်လို့ရှိရင်ခု AIDS ဖြစ်တဲ့သူတွေ HIV ဖြစ်တဲ့သူတွေဒီသဘာဝကြီးကမင်း nature strike back ဆိုတာရှိတယ်သဘာဝကပြန်တုတ်ပြန်တယ်တော့မင်းပလေယောဂဟောဟာပလေယောဂကုတဲ့စီပေါ်လာတယ်ဟာကြောက်ယောဂကုတဲ့စီပေါ်လာတယ်ကာလာသယောဂကုတဲ့စီပေါ်လာတယ်နောက်ကျသဘာဝကပြန်ကြည့်ရစားမင်းကကာလာသယောဂနိုင်လား all right ဒါဖြင့် AIDS ကွာချရတော့ခုဘာလို့မှမသိသဘာဝအမြဲတမ်းတတ်နေတာမင်းကိုသဘာဝတတ်ဖို့အမြဲတမ်းကြိုးစားနေဆိုတာသတိထားပါမင်းပညာရှိဖို့လိုတယ်ပညာရှိမှအဲ့တတ်ချင်းကလွတ်လိမ့်မယ်အဲ့ဒါကြက်သဘောပေါက်ပါနားလေလားကိုပြောတယ်ဆိုတာကောင်လေးတွေဟိုကောင်မလေးတွေလည်းပါတယ်နင်တို့လည်းဆိုင်တယ်ဒီကိစ္စအဲ့သဘာဝ nature strikes back တယ်သိလား object ကသဘာဝဘယ်တော့မှဆိုပြန်ပြီးတုံ့ပြန်သူကငြိမ့်နေတာမဟုတ်ဘူးမင်းလူတွေကိုအသက်တိုးမတိုးအောင်လုပ်နေမှာပဲတက်တန်းတကဘာထိအောင်လုပ်မနေတဲ့သဘာဝချမှာတို့ဒီကဘာကိုပြောတာဒီမြင့်ကဘာဆိုရင်တော့မသိဘူးငါမပြောတာတို့ဒီကဘာကတော့အဲ့ဒါပဲ nature strikes back တုံ့ပြန်နေတာပဲမင်းကကာလာယောဂနိုင်တယ် syphilis နိုင်တယ်ကနိုးနိုင်တယ်ဘာညာရှံကနိုင်တယ် all right ကြောက်ယောဂကုသွားပြီနိုင်ပြီပလေယောဂကုနိုင်တယ်ကာလာဝင်းယောဂနိုင်တယ် all right မင်း AIDS ကဘာလို့လဲဟာကုဒုက္ခရောက်တယ်တဘာဝလာမှာအဲ့ AIDS ကိုနိုင်လို့မို့လို့အဲ့ဒါနိုင်ပြီလို့ရှင်နောက်တစ်မျိုးလာမှာပဲဘယ်ယောဂမှတော့မသိဘူးလာမှာပဲအဲ့ဒါပဲအဲ့တော့သဘာဝကြီးကပြန်ပြီးတော့မင်းကိုတုံ့ပြန်တယ်မင်းကိုတတ်မဲ့ကိစ္စတွေကိုပညာရှိမှမင်းရှောင်နိုင်မယ်ဆိုတော့သဘောပေါက်ပါလူငယ်တွေကောင်းပြီဒါကြောင့်ပညာကိုသင်ပါလို့အဲ့တော့လူငယ်တွေအဖို့မှာအရေးကြီးဆုံးအချက်ကလေးပြောတော့အဲ့တော့ပညာတတ်ပြီးအသက်လည်းရှိပြီနောက်ပြီးတော့မင်းကိုမင်းလည်းထိမ့်သိမ့်နိုင်တဲ့အခြေအနေရောက်ပြီအဲ့ဒီမှာဘာလိုလာလဲဆိုတော့အသက်ရှင်တယ်ဒါမှလူလိုအသက်ရှင်မှုလိုလာတယ်ဒီမှာလာပြီအသက်ရှင်တယ်ဒါမှလူလိုအသက်ရှင်မှုလိုလာတယ်အဲ့လူလိုအသက်ရှင်မှုဥစ္စာတွေမှာအရေးကြီးဆုံးအချက်ကြီးတွေ၃ချက်ပဲရှိတယ်အဲ့၃ချက်တော့မင်းတို့မှတ်ချင်မှတ်တာစာနဲ့ရေးဖို့မလို့ဒီတိုင်းပါဇက်ကပြောလိုက်မယ်မင်းတို့ခေါင်းနဲ့မှတ်မိသွားလိမ့်မယ်အရေးကြီးဆုံးချက်ကလူမှာတစ်ချက်တာဝန်သိရတယ်နှစ်ချက်တာဝန်ယူဝင်ရတယ်သုံးချက်တာဝန်ထမ်းဆောင်နိုင်ရတယ်နံပါတ်1ကဘာလို့တာဝန်သိရတယ်နှစ်ကဘာလို့တာဝန်ယူဝင်ရတယ်သုံးချက်ကတာဝန်ထမ်းဆောင်နိုင်ရတယ်ဟုတ်လားတာဝန်ဆောင်နိုင်ရတယ်တစ်ကတာဝန်သိရတယ်နှစ်ကတာဝန်ယူဝင်ရတယ်သုံးကတာဝန်ဆောင်နိုင်ရတယ်တာဝန်သိခြင်းဒီကိုခြင်းပဲအဲ့ဒါကိုခြင်းတရားဆိုတာဝန်သိခြင်းပဲဘာမှမဟုတ်ဘူးကိုခြင်းတရားဆိုတာဝန်သိတယ်မင်းသာသမီလားသာသမီတာဝန်သိမင်းမိဘလားမိဘတာဝန်သိရဟန်းတော်များမှာကြတော့အဲ့ဒီကိုခြင်းဟာသိများလုံးအကြီးလို့229သောသိခါဘူးဆိုမင်းတို့ကြားဘူးလိမ့်မယ်ကိုရင်ဆိုရင်လည်းပဲအဲ့တိုင်းပဲဟုတ်လားကိုရင်လေးကစပြီးတော့သိခိရလို့ခေါ်တယ်စားတာတောက်တာအစသူ့တာဝန်လေးနဲ့သူသိရတယ်စပုကာရကန်ဆဆအတံပြုလေးနဘောစိတ်တာမိမစားသူကာရကန်ရှုပ်အတံပြုလေးနဘောစိတ်တာမိမစားသူပါလာတာဝန်အဲ့မှာသူတို့ကြတော့ပိုးများတယ်တို့လူတွေမှာကြသူတို့တော့မများဘူးရဟန်းလောက်လည်းမများဘူးကိုယ်လောက်လည်းမများဘူးဒါပေမဲ့မင်းမိဘတာဝန်သိရမယ်ကျောင်းသားတာဝန်သိရမယ်မင်းကျောင်းဆရာပြန်ကျောင်းဆရာတာဝန်သိကိုတာဝန်ကိုသိခြင်းသည်ကိုခြင်းတရားပဲတာဝန်မဲ့လို့ရှိရင်ကိုခြင်းတရားမဲ့သွားတယ်အဲ့ဒါမှတ်တာတာဝန်သိခြင်းဒီပါတော့ကိုခြင်းနော်တာဝန်သိခြင်းဒီကိုခြင်းတာဝန်ယူဝင့်ခြင်းဒီတတ္တိအဲ့တတ္တိမရှိတဲ့ကောင်ကတာဝန်မယူဘူးယောက်ျားတယောက်ဟာမိန်းမယူလိုက်ပြီဆိုလို့ရှိရင်သူ့မှာအလိုလိုနေရင်တာဝန်ရှိတာအဲ့ဒီမိန်းမကိုလှုပ်ကြွေးရမယ်ပထမဆုံးနေ့ချက်ကမွေးလာတဲ့သာသမီကြွေးရမယ်အဲ့ဒီတာဝန်မဲ့သောမိဘရဲ့သာသမီဖြစ်ရခြင်းဒီငရဲတာဝန်မဲ့သောသာသမီရဲ့မိဘဖြစ်ရခြင်းဒီလည်းငရဲဘာမှမကောင်းဘူးတာဝန်မဲ့သောမိဘရဲ့သာသမီဖြစ်ရခြင်းဒီလည်းဆင်းရဲခြင်းတာဝန်မဲ့သောသာသမီရဲ့မိဘဖြစ်ရခြင်းဒီဆင်းရဲခြင်းပဲအဲ့ဒါကြောင့်တာဝန်သိခြင်းဒီကိုခြင်းနောက်တစ်ခါတာဝန်ယူဝင်ခြင်းဒီတတ္တိဘုရားအောင်ဆန်းဟုတ်ပြီဒီလိုပဲငါတို့ဒီနိုင်ငံတော်နဲ့လူမျိုးတွေထမ်းဆောင်ပါ
Adami Galimabanya. Bojan Samba Ludet. Tolan Edred Siteka Nida Hajaro. Ta Yevariba, this are legions, Agoloti Vida. I'm a Bojan San Tida Diamond, two Miena Yele, Tilua, Su of Mienai. Double name at the Kavaji Bude. Perunga you go, who Kichimali in a double headed boy. Kichimali the double header. Era Yino Chimney. Pia Kichidioga Nibio, Land, Doida, Pujude, Kichimali in a debut, double headed Kisa Wood, Pujugo, Duino, Pujudo, Maluutineso, Edima yet, double yada. Ama no like what? Pujude, Kichimali in a debut, double yet out, doing enough in it. Pujugo, do it, I know. Puju Malutin and all the better. To a yet, double the Aima yet. I have a sheep. Pimoline. Hello. Edima. Tola Edred sit him a look at Hajaro, who yells up. Yoro Minu Guinea Sabism Japashima Biogas. Minu Anika so Yanu Shabi Deja Tabe Minu de Bayame, Jome Kame, Diame, they me, Era Minu Sulabede. Nale Minu ne like. Pito, Talone, Nale Minu ne like. Tower you win it, 30 gone now. Madame, Alum, Madame Roden, I say go Sonia, near out of Sinavia, they will come out from your move. Tower Dijini, go Jim. Tower you and Yenny, 30. Tower Sound Yenny, sign. Tower you and Adamago, Tower was on Nama. I Boyon Sapi, Pudube Gigi, to get the egg on the Huzma, Tower you die. At they can't go out. Lu at they come, not Name at the Macamus, Louis. I don't. Tower you know, Menu, Conlity, Comaliria, Tegelo, Mido, Midazu, Tower or Login, Tower or Tanya, Sonny Shia, A Sonia, Bema Dodi, Pinya Madodi. Edima la Biancho Yami, Pina, Pina Machilo Shi, Tower Masona. Eddie Sonny is about Pina. Edo, Alu Cholushi, violation. Tower Dijan, the Goyin, Tower you and Yen, the 30. Tower Sonayan, the Sonny. Edo, you go to my building area, Mafia settled in a building. Mahaduk, I mean, Jawling. Mahaduga, Catapapia letter, Mahaduk, Imina Siesha. Erima, Tangasima, Dwabiroma, Sonju, Tanga, Gulu, Biroma, Gali, Nakayaro, A Gali Nakana, Catapapia, Sonka Kera. Talibara. Erane, I Konanga Mahaduga, Koroma Miasa, letter, Bafito, Dua. The Tita Pit Bandita Yenyashi boy, Tita Bandit Kalana, Bandit Banditas and Namachi. Who there a totally ballad? A Tekonan Dashi Kaja, two a meal, Buzare. Me, you know, thing on witching is. Me, I teach it. Do these or that. Die, Mubane, Medun and Yara Madola, who, you know, thing on witching it. You know, Jambu was. La Elusuye. Below woman, you know, which is no Muta. Quibuba made. Coniate win order. Coniashi, no, Mimisi Diana, no. Ermasina, Gomavi, Moyara Nessa, Coniasu, Musuba. Gomai me, you know, Coniashi took ever. Erima Dware Kajama, Padusi Yawalesa, Shindari Butra. Ubizesia. Ubizesia, Menus Garnam, Guardian. South of taking the book. DJ Diluia, Tingango, when you saw you are there, Edima Sareka Dilusare, Whitaker Diluia, Tingango, Belucaya, Beluia, Tabico, Edadi, a colon don't they be the Osa, Ubizesia, Guardian, Anika Gija Bizu, Shindari Butra, hey, I am going to Yapido. Erane. I need a Coniesi. La Runga to a Yata Bonju. Yata Bonju, a Muka by the Yatane, Lageda. Jonga Piano,
ရှင်သာရိပုတ္တရာမင်းအိပ်ပြားမှာမို့လားလူထွက်ရမှာပြန်တော့ကဲမျိုးတဲ့ငါနဲ့လိုက်ခဲ့တာပေါ့ငါလည်းလိုက်ခဲ့မယ်ငါလည်းဆုံးခံသွားရင်ပေါ့ဆိုတော့သွားတဲ့ခါကျမျိုးတဲ့သွားတော့လေကွင်းကြီးတွေဖြတ်သွားလေကွင်းကြီးကလည်းဒီလိုပေါ့ခုလိုအချိန်မျိုးပေါ့နရောတို့ဘာလို့လို့ပေါ့ပြာစိုးလို့ပေါ့လေကွင်းနဲ့စိမ့်လို့စိုးလို့ပဝန်းကြီးတွေပေါ်လဲကြီးလို့သရရရာတိပဝန်းကြီးကောင်းကြီးတို့ကကြီးလင်းပြီးတော့စိတ်ဆိုးပြီးတော့နေတဲ့ပဝန်းကြီးကြီးထဲမှာဖြတ်သွားတဲ့ခါကျတော့ရှိကလည်းပဲရှင်သာရိပုတ္တရာကိုတော်ကြီးကသင်္ကန်းတော်ကြီးလွန့်နဲ့နောက်ကကိုရင်လေးပဏိတာကလည်းသင်္ကန်းလေးမနိုင်တနိုင်နဲ့ဖိုးရဖားနဲ့လိုက်သွားတယ်လိုက်သွားရင်ကနေတွေ့တဲ့ခါကျတတိသာဆိုတော့ဒီလေဝင်းနေမမြင်ဘူးမမြင်ဘူးလျှောက်သွားရင်ကလည်းရေတွေကစီးနေရေမြောင်းကိုတွေ့တယ်အရှင်ဖေအဲ့ဒါဘာလဲဖေရှင်သာရိပုတ္တရာကြည့်ရေမြောင်းကွယ်အဲ့ရေမြောင်းကဘာလို့ထားလဲဖေကွယ်ရေကိုလူချင်းတဲ့ရောင်မြောင်းသွယ်ပေးတာပေါ့အရှင်ဖေအဲ့ဒီလိုမြောင်းသွယ်လိုက်တဲ့အခါကျတော့ရေကလူချင်းတဲ့နေရာရောက်လာဖေရောက်တာပေါ့ကွယ်အရှင်ဖေအဲ့ရေတဲ့စိတ်ရှိလာရင်ဘယ်ရှိမလဲဟာဆက်သွားတော့မုတ်ဆိုးကြီးတောက်ကမြားလေးကိုမီးกินလိုက်မျက်လုံးလေးဖိတ်လိုက်မိတ်လိုက်ဖြောင်းလိုက်လှုပ်တာရှင်ဖေအဲ့လူကြီးဘာလုပ်နာလဲဖေမြားဖြောင်းတာဟုတ်လားဘာလို့ဖို့ဖြောင်းတာကွယ်သူကမုတ်ဆိုးလီမြားကိုဖြောင်းတော့လူရပြေးတာပေါ့အဲ့လိုမီးပိတ်ပြီးဖြောင်းလိုက်တော့မြားကလူရပြေးသလားဖေပြေးတာပေါ့ကွယ်အဲ့မြားတဲ့စိတ်ရှိလားဖေဘယ်ရှိမလဲတလိုက်ဆက်လာတော့လူကြီးကြပါတစ်တိုင်းတစ်တုံးကြီးတခုရွေတယ်ဆိုတော့ဒုံအကားကြီးခွာပြီးတစ်တုံးကြီးဖြောင်းတော့ကောက်နေတဲ့ဟာကြီးဖြောင်းတော့ရွေးနေတာအရှင်ဘုရားအဲ့လူကြီးကတဒုံလုံးနဲ့ဘာခုတ်တော့ဗျာကွယ်တိရွေတယ်လို့ဘာဖြစ်လို့ရွေတာလဲဗျာတစ်တုံးကနည်းနည်းကောက်တော့ကွယ်အဖြောင်းလေးလိုချင်လို့ရွေးပြတာပေါ့အဲ့လိုဖြောင်းလိုက်ရွေးလိုက်ခါကျတစ်တုံးကဖြောင်းသွားလာဗျာဖြောင်းတာပေါ့ကွယ်အရှင်ဘုရားအဲ့တစ်တုံးနဲ့စိတ်ရှိလားဗျာဘယ်ရှိမလဲကွယ်အရှင်ဘုရားတပည့်တော်စိတ်ရှိတယ်ဖေစိတ်ရှိပါတယ်တပည့်တော်စိတ်ရှိပါတယ်ဖေအရှင်ဘုရားတို့ပြောနေတဲ့မက်ဖို့တပည့်တော်သင်ပေးစမ်းပါဖေတပည့်တော်စိတ်ရှိတယ်ဖေရအောင်ကြိုးစားပါမယ်ဖေရှင်သာရိပုတ္တရာသိတယ်သူ့အကြံစီကိုသိတော့အေးလက်ပြန်အောင်ဆိုပြန်တော့မှအဲ့ဒီမှာခုနကတတိပဋ္ဌာန်သဘောဆိုကမ္မထံသင်ပေးတာအဲ့စီမှာအာယုံထဘယ်ဆိုအရှင်ဘုရားပြောတော့ငါဆုံးခံသွားအောင်မယ်လေအရှင်ဘုရားဆုံးခံလို့ရှိရင်ဟိုငကျင်းသားလေးပါအောင်ဆုံးခံရင်တော့ဟိုကပါလာတယ်ငကျင်းသားလေးပါလို့ဆိုဤကွယ်ငကျင်းသားကိုစိတ်မရပါနဲ့ကြားကြလေရမှာပေါ့မရလည်းနေမှာပေါ့ငါပြောတဲ့ဥစ္စာလေးအာယုစိုက်ဆမ်းမှာဆိုတော့အဲ့ဒီမှာခလေးရစိတ်ကဝီထိကြပြီးတော့ခါအားထုတ်လိုက်တဲ့ကိစ္စကနောက်ဆုံးကရတောတပတိမဲ့သဂရာဂာမိမဲ့အနာဂာမိမဲ့လို့ခေါ်တဲ့မဲ့သုံးချန်ဆိုင်ပြီးတော့နောက်ဆုံးအတန်ဖြစ်တဲ့အရဟတမဲ့စိုက်ခါနီတဲရောက်တဲ့ခါကျတော့အဲ့ချိန်မှာရှင်သာရိပုတ္တရာဆုံးကငါပြန်လာတယ်ပြန်လာရတဲ့ခါကျဘုရားသိပြီဟိုကလေးမဲ့ဆိုင်တော့ပါဩငါသားသာရိပုတ္တရာပြန်လာလိုက်လို့ရှိရင်ချိုးချောက်ချောက်မြင်လို့ရှိရင်ဟိုကလေးမှာအာယုံပြက်လိမ့်မယ်အဲ့လိုအာယုံမပြက်အောင်အပြင်မှာနေပြန်တော့လည်းပဲငါသားသာရိပုတ္တရာမှာသမဏသာရုပ္ပလို့ခေါ်တဲ့ရဟန်းတို့ရဲ့တင့်တယ်ချင်းပြက်တော့မယ်ခက်ကြောင်ကြောင်ဖြစ်နေတော့မယ်ပေါ့ဆိုတော့ဘုရားဟိုးကျောင်းပရုံကိုသွားကြည့်တယ်ရှိမှာသွားကြည့်တော့ရှင်သာရိပုတ္တရာဘုရားမြင်တော့ဘုရားကိုဩသာရိပုတ္တရာမမဘုရားဆုံးခံပြန်လာလားဟုတ်ပါတယ်ဘုရားဆုံးကိုမြတ်တယ်မြတ်ပါပါဆိုတော့သာရိပုတ္တရာငါတင့်အာမေးစရာတခုကြီးဘုရားဒီလိုသူများမေးလို့ရှိရင်ပြောတဲ့အခါရှိတယ်မေးမှပြောတယ်မမေးလို့မလို့ပြောချင်တာရှိရင် तू ကမေးလို့ရှိတယ်ဤကဲဆိုရာဤရာကိုတရားကိုသင်မိတို့ထင်ယူဆတယ်နီသာရိပုတ္တရာအဲ့လိုမေးတာအဲ့လိုမေးတော့မှဘုရားကသူ့ကိုမေးလိုက်ရှင်သာရိပုတ္တရာပြန်ဖြေအဲ့လိုအမေးဖြေလို့လေဆိုသူတို့နှစ်ပါးတရားတထုံးတစ်ဖွဲ့လဲကုံရောခုနကကိုရင်လေးလဲအရဟတမဆရှင်ပန်နေလဲပဲအရဟတမဆိုင်ပါအဲ့တော့မင်းတို့တွေကငါပြောချင်တာအထူးသဖြင့်ဆရာတော်တို့ကိုထားလိုက်ပါတော့ဗျာခလေးတွေကိုပြောပြတယ်မင်းတို့တွေကငါပြောချင်တာစိတ်မရှိတဲ့ရေတောင်မှမြောင်းတွေ့လို့လိုရရောက်နေသေးရင်စိတ်ရှိတဲ့ငါတို့တွေဟာတမက်တစ်ခုအပထားလို့တက်ကတူတော့ဘာကြောင့်မရမလဲငါတို့ဟာတာဝန်ကြီးဘာကြောင့်မထိုင်နိုင်ရမလဲတာဝန်ထိုင်နိုင်တော့တတ္တိဘာကြောင့်မရှိရမလဲတာဝန်ထိုင်နိုင်တော့စွမ်းရည်ဘာကြောင့်မရှိရမလဲဆိုရင်အနေနဲ့တာဝန်ကိုသိသောတာဝန်ယူဝင်သောတာဝန်ထမ်းဆောင်နိုင်သော
စိတ်မရှိတဲ့ရေတောင်မှသွားနိုင်တယ်ငါတို့စီလေတာဝန်ကြေတော့ယောက်ျားကောင်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားကြပါလို့ပြောရင်ဆရာညီကုန်းချုပ်ပါတယ်